တတဲ့ကြောပြည့်တဲ့ချမှတ်ခြင်းခံထားရတဲ့ကျင်းသားတို့ကထောင်ထဲရနေပေါ်မှာပုံတူပကြီးပုံတွေကိုရေးဆက်လက်တာနဲ့အဲဒီလူတွေကအပြစ်မှာတည်ကြည်ပျက်စီးကုန်ကြပါတယ်။အဲ့ဒီကျင်းသားကတကယ်ပဲတဘာဝလွန်ဆွမ်းရရှိနေရလား။ဒါမှမဟုတ်အချောင်းတယောက်ကထောင်ပြင်ကနေသူ့အစားလူတွေကိုလိုက်သက်ပေးနေရလား။အကျဉ်းသားနဲ့မှုခင်းဆရာဝန်တို့နှစ်ဦးကြားကအားပြိုင်မှုတွေကိုလက်ကပ်ပေါင်းများစွာနဲ့ပေါင်းဆက်ပုံပေါ်ဖန်တီးထားတော့ကတပါလို့မြည်ရတဲ့မှုခင်းထွန်မှာရုပ်ရှင်စကားကောင်းလေးတကားကိုတင်ဆက်သွားဖို့ရွေးချယ်ထားပါတယ်။နောက်ွယ်ကလူတွေမသိသေးတဲ့အမှန်တရားတွေကဘာတွေများရှိနေတယ်မလဲဆိုတာကိုကျွန်တော်တို့အဖြေရှာကြည့်လိုက်ကြအောင်ပါ။အစီအစဉ်လေးမစတဲ့ခင်ကျွန်တော်တို့အတဲ့ subscribe ပြုလုပ်ထားပြီးခေါင်းလေးကိုနှိပ်ထားဖို့အရင်တောင်းဆိုလိုက်ပါရစေ။ဆက်စွာရောက်သုံးနေတဲ့နေ့တစ်နေ့မှာတော့ရဲရရှိတွေကအကျဉ်းသားတယောက်ကိုလက်ထိပ်တွေခတ်ထားပြီးတုတ်တန်တစ်ခုစီကိုခေါ်ချလာခဲ့ပါတယ်။အဲ့ဒီမျိုးသားကသူ့မျိုးသမီးရဲ့ရုံလောင်းကိုနောက်ဆုံးချိန်နှုတ်ဆက်လိုက်ပါတယ်။ကျုပ်ခမားစီကိုလာနေပြီ။ကျုပ်တို့မျက်နှာချင်းဆိုင်တွေ့တာကခမားရဲ့နောက်ဆုံးမှတ်ဉာဏ်ဖြစ်စေရမယ်လို့တီတို့ရေရွတ်လိုက်ပါတယ်။လေးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဒေါက်တာစလင်းရာမန်လို့မြည်ရတဲ့ဆရာဝန်တယောက်ကဈေးရုံကနေသူ့ရဲ့နေအိမ်ကိုပြန်လာရင်အမည်မသိဖုန်းနံပါတ်တစ်ခုကသူ့စီကိုဆက်သွယ်လာပါတယ်။ကျုပ်ခမားစီကိုလာနေပြီ။ကျုပ်တို့မျက်နှာချင်းဆိုင်တွေ့တာကခမားရဲ့နောက်ဆုံးမှတ်ဉာဏ်ဖြစ်စေရမယ်လို့ဖုန်းထဲကနေပြောဆိုနေရင်မိုးကအင်ကြီးဝစ်ဆင်ထားတဲ့လူတယောက်ကဒေါက်တာစလင်းရာမန်ရဲ့ကားရှိကိုရုတ်တရက်ပေါ်လာတာကြောင့်လမ်းဘေးကိုဆွဲချပစ်လိုက်ရပါတယ်။မိုးကအင်ကြီးနဲ့သူကဒေါက်တာစလင်းရာမန်ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ရတနေ့သတင်းအစီအစဉ်မှာတော့ဒေါက်တာစလင်းရာမန်ကပျောက်ဆုံးနေကြောင်းထုတ်ပြန်တင်ဆက်နေပါတယ်။အကျဉ်းတော်တစ်ခုအတွင်းမှာဖာသာတယောက်ကစိတ်မသက်မသာဖြစ်တဲ့အမူအရာနဲ့အပြေကိုပြန်ထွက်လာတာကြောင့်အကျဉ်းတော်မူကအကျိုးကြောင့်မြင်မြတ်ကြည့်တဲ့အခါဘက်ထရီကြောင့်ငါစိတ်တွေအရန်လေးလံနေတယ်လို့ဖာသာကပြန်နေဖြစ်ဆိုလိုက်ပါတယ်။တစ်ဖက်မှာရဲရရှိမိုက်ကယ်စီကိုရဲစောတာတယောက်ကဖုန်းနဲ့ဆက်သွယ်လာပါတယ်။ဆရာပါတာပါဘီတောထဲမှာကားတစ်စီးနဲ့အလောင်းတလားကိုရှာတွေ့ထားရလို့ပြောဆိုလိုက်တဲ့အခါကအကျေကြီးကိုဘာလို့ဒီလိုမှုတွေကငါရဲ့ပိုင်တဲ့ထဲမှာလာဖြစ်နေရလဲမသိဘူး။အခုငါကအခြားမှုတစ်ခုနဲ့ရခွဲကိုရောက်နေတာ။လောလောဆယ်လှုပ်ရှားရှိတဲ့လိုရိုးစင်တွေအကုန်လုံးကိုလှုပ်ထားလိုက်။ငါခဏနေလာခဲ့လိုက်မယ်လို့ရဲရရှိမိုက်ကယ်ကပြန်နေပြောဆိုပြီးဖုန်းကိုချသွားခဲ့ပါတယ်။ရဲရရှိမိုက်ကယ်ကရခွဲရုံထဲကိုဝင်လာတဲ့အခါလူသေးအနက်တွေနဲ့အရက်နက်တွေကရောထွက်နေတာကြောင့်ရခွဲရုံကအဆောင်ဝင်တဲ့ကိုမေးခွန်းထုတ်လိုက်ပါတယ်။ဒီအလုပ်ကိုဆက်လုပ်ဖို့အရက်တော့နေမှပဲအဆင်ပြေတာ။လူတွေတည်သွားပြီးရင်အပုတ်နဲ့ပဲကြံနေခဲ့တာလေ။အဲ့ဒီအနက်ကိုအရက်နဲ့ပဲဖျက်ပြမှရတာ။ကျွန်တော်မိမကိုတော့တောင်းမတိုင်မှနေစရာလို့အဆောင်ဝင်ကပြန်နေပြောဆိုလိုက်ပါတယ်။ခွဲခန်းထဲကိုရဲရရှိမိုက်ကယ်ကဝင်ရောက်လာကဒေါက်တာပက်ဒရာကဘယ်မှာလေးလို့မြင်နေတော့ဝန်ထမ်းတွေကလမ်းညွှန်ပြလိုက်ပါတယ်။နေတဲ့စားကိုအာပါတရစားနေတဲ့ပက်ဒရာကိုတွေ့မြင်သွားခဲ့ပြီးရဲရရှိမိုက်ကယ်ကအော်ဆွာတာကနှုတ်ဆက်လိုက်ပါတယ်။အော်ရှင်ရောက်လာပြီလား။နေလေစားစားတော့ပါအောင်လို့ပက်ဒရာကပြောဆိုတဲ့အခါမဒန်ပြောတဲ့ပုံစံကမသိရင်မင်းစားတော့ဆန်မှာတွေ့တဲ့အတိုင်းပဲနော်။10ရက်လောက်ငှက်ပြက်နေမယ်ဆိုရင်တော့ဒီနေရာမှာတော့စားနိုင်ဘူးလို့ရဲရရှိမိုက်ကယ်ကပြန်နေဖြစ်ဆိုလိုက်ပါတယ်။ပက်ဒရာကသဘောကျစွာနဲ့တစ်ချက်ပြောရင်လိုက်ပြီးဒီနေရာမှာအလုံးလုံးဖို့ကံပါလာပါရဲ့ဆိုတာကိုလက်ခံလိုက်တာနဲ့အခုလိုအစားအသောက်တွေကိုအေးဆေးစားနိုင်လာလိမ့်မယ်လို့ပက်ဒရာကပြောဆိုလိုက်ပါတယ်။ရဲရရှိမိုက်ကယ်ကပါတာပါပီတော်ရဲကအမှုကိုလေ့လာစစ်ဆေးပြီးဖို့တည်းတောင်းဆိုလိုက်တဲ့အခါကျမကရေခွဲစစ်ဆေးဖို့အမှုကရှင်းမှုလောက်ကြံနေသေးတာဒီအမှုကိုအရင်ဆုံးလက်စသက်လိုက်အောင်မယ်ဒီရဲ့ကောင်မလေးကိုဘာအမှုနဲ့အမှုဖွင့်ထားရလဲလို့ပက်ဒရာကမြင်မြင်တဲ့အခါလူပြောင်းမှုတွေပါမတဲ့စာချန်ထားခဲ့ပြီးသူ့ကောင်လေးနဲ့ခွေးရလိုက်သွားခဲ့တာပါလူပြောင်းတိုင်ပြီးနောက်2ရက်လောက်နေတော့သူ့အလောင်းကိုရေရင်းထဲမှာရှာတွေ့ခဲ့တာပါလို့ရှင်းပြပြောဆိုတဲ့အခါဒီအမှုကိုတေချာစုံစမ်းကြည့်ပါကောင်မလေးရဲ့မျိုးပွားအင်္ဂါကစစိုးဝါးဝါးပျက်စီးနေတယ်အုပ်စုလိုက်မရိပြုတ်ကျင်ပြီးအသက်ခံထားရတာလို့ပက်ဒရာကပြန်နေပြောဆိုလိုက်ပါတယ်အဲဒီလိုမျိုးမစစ်တဲ့ကောင်တွေကဒီကဘာပေါ်မှာရှင်းသမ်းမှုမထိုက်တန်ဘူးသူတို့ကိုတကားတဲ့သိန်းကိုပြရမှာလို့ရဲရရှိမိုက်ကယ်ကပြောဆိုလိုက်ပါတယ်ဒီရဲ့ကောင်မလေးကနေနဲ့ဆိုရင်အသက်သိမကွာလောက်ဘူးသူလဲမင်းလိုပဲအသက်ရှင်နေတော့မှအိမ်မက်တွေအများကြီးရှိခဲ့မှာပဲသူမိဘတွေစီကိုအလောက်ပြန်အပ်တဲ့ခါမှာအလားပါဆုံးဖြစ်အောင်ပြင်ဆင်ပေးလိုက်ပါလို့ပက်ဒရာကအကူမျိုးသမီးကိုညွှန်ကြားလိုက်ပါတယ်မိုက်ကယ်တို့ကရခွဲရုံကနေအခင်းပြပွားခဲ့တဲ့နေရာကိုထွက်လာခဲ့ကြပါတယ်ဒီနားမှာထင်းလာခွေတဲ့မျိုးသမီးချို့ကအရင်ဆုံးတွေးခဲ့ကြလာပါဆရာကားတစ်စီးလုံးကမီးတောင်ကျွမ်းတာဆိုတော့ကားနဲ့ပတ်သက်ပြီးဘာအချက်လက်မှမသိရသေးဘူးလို့ရဲရရှိကရှင်းပြပြောဆိုတဲ့အခါဒီရဲ့လမ်းကိုဒီနေရာကနေပဲလာလို့ရတာမလားလို့ပက်ဒရာကမြင်မြတ်ကြည့်တဲ့အခါဟုတ်ပါတယ်မတဲ့ပတ်ပတ်လည်မှာတစ်ပင်နဲ့ဝင်းရံထားတာလို့ရဲရရှိကပြန်နေဖြစ်စလိုက်ပါတယ်ပက်ဒရာကအခင်းဖြစ်ပွားခဲ့တဲ့နေရာကိုတစ်ချက်ကြည့်စစ်ဆေးလိုက်တဲ့အခါအလောင်းကအယိုးဖြစ်တဲ့အထိမီးတောင်ကျွမ်းသွားခဲ့တာကိုရှာတွေ့သွားခဲ့ပါတယ်ပုံမှန်332လူတက်မှုပဲသူကိုအခြားနေရာမှာတက်ခဲ့တာပြီးတော့မှအလောင်းကိုဒီကိုတည်လာပြီးဒီနေရာမှာမီးရွှေ့ဖျက်ဆီးခဲ့တာအသက်ခံခဲ့ရတဲ့လူကထွက်ပြေးဖို့မကြိုးစားခဲ့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ထိုင်ကိုကပတ်ကတက်လျက်အနေထားဖြစ်နေတယ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်4ပုံ3ပုံလောက်ကအယိုးတွေအချိုးခံထားရတယ်လို့ပက်ဒရာကရှင်းပြပြောဆိုတဲ့အခါအလောင်းကို DNA စစ်ဆေးပြီးဘယ်လိုလဲဆိုတာကိုအတည်ပြုဖို့လှုံ့ဆော်လို့ရနိုင်တယ်မလားလို့ရဲရရှိကဝင်မေးလိုက်ပါတယ် DNA စစ်ဆေးဖို့သူ့ရဲ့အသွေးသားတွေကဘာတစ်ခုမှမကျန်တော့ဘူးလေရိုးရင်းချင်းစီစစ်ဆေးဖို့တော့မဖြစ်နိုင်လောက်ဘူးလက်ရှိကားရဲ့ပူချိန်ရကားကိုမီးရှို့ခဲ့တဲ့အချိန်ကလွန်ခဲ့တဲ့9နာရီ6နာရီလောက်ကမီးရှို့ခဲ့တာဖြစ်နေတယ်
တေဆုံးသူရဲ့အယိုးတိဆောက်ပုံရအရက်9ပေ8လက်မလောက်ရှိမယ်အသက်ကတော့33-35ဝန်းကျင်မြို့သားတယောက်ပဲလို့ဗတရာကရှင်းပြပြောဆိုနေရင်အနီးနားမှာတက်စီဘူးကိုရှာတွေ့သွားခဲ့ကြပါလိမ့်နောက်တော့ဗတရာကရင်ခွဲစစ်ဆေးဖို့အတွက်အလားကိုဆေးရုံချက်ချင်းပို့ခိုင်းလိုက်ပါလိမ့်နောက်တနေ့မနက်မှာတော့တောထဲမှာရှာတွေ့ထားတဲ့လောင်းကဘယ်သူပဲဝမှန်းမသိသေးတာကြောင့်မီဒီယာသမားတွေကရင်ခွဲရုံရှိမှာစုဝေးရောက်ရှိနေကြပါလိမ့်ခဏကြာမှ ACB ရရှိပင်ရှယ်ကကားနဲ့ရောက်ချလာတော့တရေတောက်တွေကဒေါက်တာစလင်းရာမန်ရဲ့လောက်ဖြစ်နေမလားဆိုပြီးမိကုန်းနေစတိုက်မေးမြန်းနေကြပါလိမ့်ပထမဦးဆုံးကိုတီယာမီယာတွေကိုဇလန်းမစင်ကြဖို့မေတ္တာရက်ခံချင်ပါတယ်အခုချိန်ဒီဘာတကူမှအတီးပြုလို့မရသေးပါဘူးအချိန်တိုင်းထုတ်ပြန်ကြေညာပေးပါမယ်လို့ ACB ပင်ရှယ်ကပြောဆိုပြီးရခွဲရုံတွေကိုဝင်ရောက်သွားခဲ့ပါလိမ့်ရခွဲရုံတွေကိုရောက်တော့ပင်ရှယ်က final report ထွက်လာပြီးလို့မေးမြန်းလိုက်တဲ့အခါအခုလေးတွေရခွဲစစ်ဆေးပြီးသွားတာသူအသက်မခံရခင်မှာရဲဆက်ဆက်နှိမ့်ဆက်ခံထားရတယ်အယိုးကျိုးထားတဲ့နေရာစုစုပေါင်း10နေရာလောက်ရှိတယ်ကျော်ရိုးကလွဲနေတာဆိုတော့တန်တုံးနဲ့ခက်ပြင်းပြင်းရိုက်ခံထားရတာဖြစ်နေတယ်လို့ဗတာကရှင်းပြပြောဆိုလိုက်ပါလိမ့် DNA စစ်ဆေးဖို့တော့မာသင်းလွန်စားမှကြံမနေဘူးဆိုတော့ငါတို့တွေဘာဆက်လုပ်ကြမလဲနီးလန်းတစ်ခုတော့ရှိပါတယ်ကြံရှိနေသေးတဲ့ရုပ်ကျွေးရုပ်ပေါ်ကိုအခြေခံပြီးရုပ်ပုံထက်တဲ့နည်းပညာနဲ့ပြန်ပြီးပုံပေါ်ကြည့်မယ်ဆိုရင်အပြေရှာလို့ရနိုင်ပါတယ်ပြီးတော့သူ့ရဲ့ညာဘက်လက်ကလက်ချောင်းတွေအကုန်လုံးကတက်တောက်ချင်းခံထားရတယ်ဒါကပုံမှန်မဟုတ်တဲ့အရာတစ်ခုပဲလို့ဗတာကကောက်ချက်ချပြောဆိုလိုက်ပါလိမ့်ညဘက်မှာတော့သတင်းထောက်တစ်ယောက်ကအကျဉ်းထောင်ထဲမှာတစ်တော့စောင့်နေတဲ့အေးရရှိတွေကိုတွေ့မြင်တော့ကနေရနောက်မှာရှိနေတဲ့ပုံတူပကြီးတစ်ခုကိုလေးပြမိသွားခဲ့ပါလိမ့်မနေ့ရောက်တော့ဗတရာတို့ကလည်းရုပ်ပုံထက်တဲ့နည်းပညာနဲ့ဖော်ဖော်ကြည့်တဲ့အခါဒေါက်တာစလင်းရာမန်ဖြစ်နေကြောင်းသိရှိသွားခဲ့ကြပါလိမ့်အကျဉ်းထောင်တွင်ကနေရပေါ်မှာရှိနေတဲ့ပုံတူပကြီးကစလင်းရာမန်ရဲ့ပုံတူပကြီးဖြစ်နေတာကြောင့်သတင်းမီဒီယာတွေမှာဟိုးလေးကြော်ကြော်ဖြစ်သွားခဲ့ရပါလိမ့်ဗဟိုအကျဉ်းစခန်းမှာထောင်သားတဲ့ကျွန်းပြစ်တဲ့ချခံနေရတဲ့ဗစ်ထရီကဒေါက်တာစလင်းရာမန်ကိုတပ်ပစ်မယ်လို့အကျဉ်းထောင်ဝင်တဲ့ရာဂျန်တာရန်ကိုပြောခဲ့ပူပါတယ်ဒေါက်တာစလင်းရာမန်ပြောင်းဆုံးသွားတဲ့နေ့မှာပဲသူကပြောကြားခဲ့တာပါဒီရဲ့ TikTok ဗီဒီယိုကတော့ဘက်ထရီရဲ့အကျဉ်းခန်းထဲမှာရိုက်ကူးခဲ့တဲ့ရာဂျန်တာရန်ရဲ့ TikTok ဗီဒီယိုတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီထဲကပုံလူပကြီးကားတွေကဒေါက်တာစလင်းရာမန်ရဲ့ပုံတွေဖြစ်နေပါတယ်လို့ဒင်းဌာနတစ်ခုကနေထုတ်လွှင့်တင်ဆက်နေပါတယ်တရင်ကအပြင်ကိုပေါက်ကြားသွားခဲ့တဲ့ကြောင့်ဘီရှယ်လေးခေါင်းစားသွားခဲ့ရပါတယ်ခဏကြာမှရင်ခွဲရုပ်ရှိကိုကားခေါင်းစားကြီးကရောက်ချလာကစလင်းရာမန်ရဲ့အဖေဖြစ်သူအာဒီရာမန်ကကားထဲကနေဆင်းလာခဲ့ပါတယ်တားဖြစ်သူရဲ့ရုပ်လောင်းကိုတွေ့မြင်လိုက်ရတော့အဖေဖြစ်သူအာဒီရာမန်လည်းရှုံးမဲချကငိုကြွေးနေခဲ့ပါတယ်အဲ့ဒီချိန်မီဒီယာသမားတွေကအလိုက်ခန်းစုံမသိစလင်းရာမန်ကိုအကျဉ်းချနေတဲ့ဗီထရီကတပ်ပစ်လိုက်တယ်ဆိုပြီးဆက်ဆက်ပြောဆိုနေကြပါတယ်အထုတ်တာကိုဘီရှယ်တို့ကရောက်ချလာတဲ့အခါ TikTok ရိုက်တင်ခဲ့တဲ့အကျဉ်းထောင်ဝင်တွေကိုစုံထားလိုက်ပါတယ်အခင်းဖြစ်ပေါ်ခဲ့တဲ့ညကစီရီမှတ်တမ်းကိုဘီရှယ်ကကြည့်ရှုစစ်ဆေးနေပြီးဗီထရီကိုထောင်ဝင်စာလာတွေ့နေတဲ့ဆွေမျိုးတွေပါတွေရှိသားလို့မြင်မြင်လိုက်တဲ့အခါသူ့မှာဆွေမျိုးသားချင်းတွေတော့ရှိမှန်မတင်ဘူးဘယ်သူမှသူ့ကိုလာမတွေ့ကြဘူးဒါပေမဲ့ဖះเจ้าကဖာတာကတော့မကြာခဏလာတွေ့တယ်ရှိတယ်ဖာတာကသူတယောက်တည်းကိုတည်တက်လာတွေ့ရမျိုးတော့မဟုတ်ဘူးအကျဉ်းသားတွေအားလုံးအတွက်သူကဒီကိုလာပြီးစူတောင်းပေးနေတာအကျဉ်းသားတိုင်းကပြင်းမှုကျူးလွန်ပြီးတော့မှသူတို့ရဲ့အပြစ်တွေကိုဖာတာစီမှာဝန်ခံကြတာလေဗီထရီကနည်းနည်းတော့ထူးဆန်းနေသူကကျူးလွန်တော့မယ့်အပြစ်တွေအတွက်ခွင့်လွှတ်မှုကိုခံယူချင်နေတာလူတရားကိုတတ်ချင်တယ်လို့သူပြောနေရကြားနေပြီဖာတာနဲ့နောက်ဆုံးတွေ့ခဲ့တော့ကလူတက်တော့မယ့်အကြောင်းကိုသူကဝန်ခံခဲ့တာလို့အကျဉ်းတော်မှုကရှင်းပြပြောဆိုလိုက်ပါတယ်ဘက်ထရီရဲ့အချုပ်ခန်းထဲမှာတော့မြေပြူနဲ့ရေးချစ်ထားတဲ့ပကြီးပိုးတွေကိုဘီရှယ်တို့ကရှာတွေ့သွားခဲ့ကြပါတယ်အကျဉ်းတော်ဝင်းထဲမှာတော့ဘီထရီကရေချိုးဖို့အတွက်ရေခဲဘက်ကိုဖိဖိချင်းစီရှောက်လန်းလာနေပါတယ်အကျဉ်းသားတွေကတယောက်နဲ့တယောက်အချစ်ဖက်လိုက်ပြီးပွက်ထားတဲ့လက်နက်တွေကိုထုတ်ယူလိုက်ကြပါတယ်အကျဉ်းသားတွေကဘက်ထရီကိုတိုက်ခိုက်ဖို့ကြိုးစားနေကြပြီးဘက်ထရီကလည်းအကျဉ်းသားတွေတယောက်ချင်းစီကိုကောင်းကောင်းကြီးဆုံးမပေးနေပါတယ်အင်အားချင်းမမျှတာကြောင့်နောက်ဆုံးမှာဘက်ထရီကဝိုင်းဝန်းထိုးနေခြင်းကိုလူလက်ခံနေခဲ့ပြီးအကျဉ်းတော်ဝန်ထမ်းတွေကရောက်လာကဝင်ရောက်တားဆီးလိုက်ကြပါတယ်ဖူးရောက်တရားတွေနဲ့တူဘက်ထရီကသူ့ရဲ့ချုပ်ခန်းတွေကိုပြန်ရောက်လာခဲ့ပါတယ်နိုင်ငံပေါ်မှာရေးဆွဲထားတဲ့ပုံကဒေါက်တာစလင်းရာမန်ရဲ့ပုံမလားဘာလို့သူ့ရဲ့ပုံကိုရေးဆွဲထားရလဲလို့ဘီရှယ်ကမေးခွန်းထုတ်လိုက်တဲ့အခါအဖြေတွေကိုရှာဖွေရမှာကခမားတို့ရဲ့အလုပ်မဟုတ်ဘူးလားကိုပါကိုသိအောင်လုပ်ဖို့အဲ့လိုဘက်ထရီကမချင်မငန်ပြန်နေဖြစ်ဆိုလိုက်ပါတယ်ဘီရှယ်လည်းမေးခွန်းနဲ့စတဲ့မေးမနေတော့ပဲဖာသာရဲ့ချက်လက်တွေနဲ့ဘက်ထရီရဲ့အမှုတဲ့ဖိုင်တစ်ဖိုင်ကိုတောက်ယူထားလိုက်ပါတယ်ပြည်ထောင်စုဝန်ကြီးရဲ့ရုံးခန်းထဲမှာအာရီရာမန်နဲ့ဘီရှယ်တို့ကတွေ့ဆုံနေကြပါတယ်ဘက်ထရီရဲ့ပုံစံကပုံမှန်တော့မဟုတ်ဘူးသူ့ကိုလက်လွဲယူဖို့တဲ့တရားရုံးမှာအသနာခံစာတင်ထားတယ်လို့ဘီရှယ်ကရှင်းပြပြောဆိုတဲ့အခါငါသားကိုဘယ်လိုတတ်သွားခဲ့တာလဲတတ်သွားတဲ့သူကိုသိချင်တယ်မင်းတို့ကိုအားကိုးလို့မရရင်လည်းငါ့ဘာငါကန်တွေလိုက်မယ်လို့အာလီရာမန်ကပြန်နေပြောဆိုလိုက်ပါနဲ့ဒါနဲ့မင်းတို့အမုန်းတင်နေတဲ့မှုခင်းဆေးပညာဌာနကအမျိုးသမီးကဘာလို့လဲလို့ပြည်ထောင်ဝန်ကြီးကမေးမြန်းလိုက်တဲ့အခါဒေါက်တာဘတ်ထရာပါသူပါလာလာတဲ့အမှုတော်တော်များများကဖြေရှင်းပြီးသားဖြစ်သွားတာကျွန်တော်တို့အမှုတွေသူကအများကြီးထောက်ကူဖြစ်မှာပါလို့ပြောဆိုပြီးကော်မရှင်နာကဘီရှယ်ကိုဘတ်ထရာနဲ့တောက်တိစုံခိုင်းလိုက်ပါတယ်ညဘက်မှာတော့ဘတ်ထရာတို့တားမီကကမ်းခြေမှာအပန်းဖြေနေကြပါတယ်ဘတ်ထရာရဲ့မျိုးသားကဒူဘိုင်းမှာလှုပ်သွားလို့နေရမှာသမီးဖြစ်သူဒီယာကကြီးလာရင်ရဲအကြီးတယောက်ဖြစ်ချင်နေပြီးလူစိုးလူမိုက်တွေကိုသူကိုယ်တိုင်တနက်နဲ့ဖြစ်ခဲ့ဖမ်းဆီးကျင်နေပါတယ်အမေလည်းငငယ်တုန်းကရဲအရှိကြီးဖြစ်ချင်ခဲ့တာဒါပေမဲ့သမီးအဖိုးကအမေကိုဆရာဝန်မကြီးပဲဖြစ်စေချင်ခဲ့တာလေအဲ့ဒါနဲ့အမေကရဲဌာနမှာလှုပ်လို့ရတဲ့မှုခင်းစေပညာဌာနကဆရာဝန်တယောက်ဖြစ်လာအောင်စူးစမ်းလိုက်တယ်လေ
အဲ့တော့အဖိုးကအမေကစိတ်ချမ်းသာရတာပေါ့အဲ့လိုပဒရာကသမီးဖြစ်သူကိုရှင်းပြပြောဆိုနေရင်ဘေရှယ်ကရလာတော့သမီးဖြစ်သူဒီယာနဲ့မိတ်ဆက်ပေးတယ်ပါတယ်ကော်မရှင်နာလှမ်းပြောထားလို့အဖွဲထဲပါရမယ်ဆိုတာသိပြီးထားပါပြီကျမတော့အလောင်းတွေကိုခွဲစစ်စစ်ရရနေတယ်လုံလောက်နေပါပြီလို့ပဒရာကပြောဆိုတဲ့အခါမဒန်ရဲ့အကူအညီနဲ့သာဆိုရင်ဒီမှုကိုကျွန်တော်တို့အမြန်ဆုံးဖြစ်ရှင်းနိုင်မယ်ဆိုတာကိုအပြည့်အဝယုံကြည်ပါတယ်အဖွဲကနေကြိုးဆိုပါတယ်လို့ဘေရှယ်ကပြန်လည်ပြောဆိုလိုက်ပါတယ်နောက်တော့ဘေရှယ်ကစစ်စေးခန်းထဲမှာဘက်ထရီကိုစစ်စေးမြတ်နေခဲ့ပါတယ်အခန်းအပြင်ကနေပဒရာကလည်းစောင့်ကြည့်လေ့လာနေပါတယ်မင်းကဒေါက်တာစတေးရာမန်နဲ့သိနေရလားမင်းတို့နေရာချမှာဘာပြဿနာရှိနေခဲ့တာလဲလို့ဘေရှယ်ကမင်းကိုထုတ်လိုက်တဲ့အခါတုတ်ကိုကျုပ်ကတက်လိုက်ပြီဆိုတော့ကျုပ်တို့ချမှာဘာပြဿနာမှမရှိတော့ဘူးလို့ဘက်ထရီကပြန်လည်ဖြေဆိုပါတယ်မင်းကိုယ်တိုင်သူ့ကိုတက်ခဲ့တာမဟုတ်မှန်းငါတို့အားလုံးသိတယ်အပြင်ကနေမင်းကိုဘယ်သူကကူညီပေးနေရလဲလို့မေးမြန်းလိုက်တော့ဘက်ထရီကအားရပါရရီမောနေခဲ့ပါတယ်အင်ဂျယ်ကဘယ်သူလဲလို့မေးမြန်းလိုက်တဲ့အခါမှာဘက်ထရီရဲ့ရီမောနေတဲ့အတန်တွေကရက်တက်သွားခဲ့ပါတယ်တီဗီဖန်သားမြေပေါ်မှာအင်ဂျယ်ရဲ့မျက်နှာကိုလှမ်းမြင်လိုက်ရတဲ့အခါဘက်ထရီကဝမ်းနဲ့ကြေကွဲသွားခဲ့ပြီးသူ့ကိုကျွန်တော်မသိဘူးလို့စတိုက်ပြောဆိုနေခဲ့ပါတယ်စစ်စေးခန်းထဲကနေဘေရှယ်တို့ကပြန်ထွက်လာတဲ့အခါကျမရေးချစ်ထားတဲ့ဒီရဲ့ crack ကိုကြည့်လိုက်ဒေါက်တာစတေးရာမန်ရဲ့အကြောင်းကိုမေးမြန်းတဲ့အချိန်မှာသူ့ရဲ့ဒေါသတွေကပေါ်ထွက်လာခဲ့တယ်အင်ဂျင်ရဲ့နာမည်ကိုထုတ်ပြောလိုက်တဲ့အချိန်မှာတော့အခြေအနေတွေကစက်ညင်ဘက်ဖြစ်သွားပြီးလုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့တာကျမတို့တွေအင်ဂျင်ရဲ့အကြောင်းကိုစောစမ်းစစ်ကြည့်ရမယ်လို့ဘတ်ဒရာကထောက်ပြပြောဆိုလိုက်ပါတယ်ရတနေ့မနေ့မှာတော့ဘီရှယ်တို့ကဘက်ထရီကိုဖျားเจ้าတွေကိုခေါ်ချလာခဲ့ပါတယ်သတင်းတောက်တွေကဖျားเจ้าကိုအရင်ဆုံးရောက်ရှိနေကြပြီးဘက်ထရီကိုတုတ်တန်စီခေါ်ဆောင်သွားခဲ့ကြပါတယ်ကျွန်တော်တို့ကိုဘက်ထရီရဲ့အကြောင်းကိုပြပြပေးလို့ရမလားအဲ့လိုဘီရှယ်ကမေးမြန်းလိုက်တဲ့အခါမှာဘက်ထရီရဲ့အကြောင်းကိုသိချင်နေဆိုရင်အရင်ဆုံးအင်ဂျင်ရဲ့အကြောင်းကိုသိဖို့လိုအပ်တယ်လွန်ခဲ့တဲ့25နှစ်လောက်တုန်းကအင်ဂျင်ဆိုတဲ့မိန်းကလေးကိုငါတို့ဖះเจ้าမှာလာရောက်ဆွတ်ပစ်ခဲ့တာငါကိုယ်တိုင်သူမနာမည်ကိုအင်ဂျင်ဆိုပြီးပေးခဲ့တာသူကငါတို့နဲ့အတူဒီဖះเจ้าမှာပဲကြီးပင်းလာခဲ့တာသူမရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုတွေအားလုံးကိုငါတို့ကအတူတူကမျှဝေခံစားခဲ့ကြတယ်တရက်မှာတော့အင်ဂျင်ကဂျီဆက်စီမှာဝမ်းနည်းကြေကွဲစာနဲ့ဆူတောင်းနေရကိုဖာသာကတွေ့မြင်သွားခဲ့ပြီးမိမကြည့်တဲ့အခါသမီးရဲ့တငယ်ချင်းတွေစီမှာသူတို့ရဲ့မျိုးရိုးနာမည်ကိုစီရှိကြတယ်လေအဲ့ဒါသမီးစီမှာမရှိလို့ဆူတောင်းနေရပါလို့အင်ဂျင်ကပြန်နေဖြစ်ဆိုလိုက်ပါတယ်သမီးမှလည်းမျိုးနာမည်ရှိပါတယ်သမီးရှိမှရှိနေတဲ့ဂျီဆက်ကတကဘာလုံးရဲ့ဖခင်ပဲလေဒီနေ့ကစပြီးသမီးရဲ့နာမည်ကအေဂျင်ဂျီဆက်ဖြစ်သွားပြီလို့ဖာသာကနာမည်တစ်ခုကိုထပ်ပေးလိုက်ပါတယ်အေဂျင်ရရောက်လာတော့စပင်းသစီးနဲ့ရောက်ချလာကဒုံးစံတိုင်းဂျီဆက်စီမှာဆုလာတောင်းပါတယ်အဖေကသမီးရဲ့ဆူတောင်းတွေကိုလည်းတကူမှဖြည့်ဆည်းပေးသေးဘူးနော်သမီးတငယ်ချင်းမာရီကမကြခင်မှာလက်ထပ်ပြီးခြံတိုင်းမြို့ကိုအပြီးပြောင်းရွှေ့တော့မှာသမီးကတော့ဒီရဲ့စပိန်စုံလေးကိုစီးပြီးဒီနေရာမှာအယိုးဆွေးရည်နေသွားရတော့မယ်ထင်တယ်သမီးအများကြီးမတောင်းဆိုချင်ပါဘူးသမီးစိတ်ကူးအိမ်မက်ထဲကချစ်သူကောင်လေးနဲ့လာစုံတွေ့ခဲ့ပြီပါသူနဲ့သာစုံစည်းခွင့်ရမယ်ဆိုရင်တောထောင်နေဘက်ကိုဆိုင်ကန်တစီးနဲ့ခီးတွေထပ်ပြမှာအရန်အလင်းလိုစရာတော့မလိုပါဘူးအဖေအချင်းကြပြီလို့ထင်တဲ့အခါကျရင်သမီးတို့ကိုတွေ့ဆုံခဲ့ပေးပါလို့ဆူတောင်းနေတဲ့အင်ဂျင်ရဲ့စကားသံတွေကိုမလန်းမကန့်မှာတစ်ပင်နေစနေတဲ့ဘက်ထရီကကြားသွားခဲ့ပါတယ်သူကနေ့ရဲ့အဖေပေါ်ဟုတ်လားနေကသူ့ကိုချောကလက်နဲ့လက်ထိုးနေရလားလို့ဘက်ထရီကမြင်မြင်တဲ့အခါဟုတ်တယ်လေအဲ့ဒါရှင်နဲ့ပါဆိုင်လို့လေအဲ့လိုအင်ဂျင်ကပြန်နေပြောဆိုနေရင်ဖာသာကရောက်ချလာတာကြောင့်စကားစကားပြန်သွားခဲ့ရပါတယ်နောက်ရက်တင်မှာဘက်ထရီကသူ့တငယ်ချင်းတွေနဲ့တူအင်ဂျင်ကိုပိုးပန်းနေခဲ့ပါတယ်နောက်တော့ဘက်ထရီကဖះเจ้าကိုရောက်ချလာကဖာသာစီပါရင်လာဖွင့်ပါတယ်ကျွန်တော်မင်္ဂလိတရားကိုသဘောကျမိနေတာသူလည်းကျွန်တော်ကိုပြန်ပြီးသဘောကျနေပဲဆိုတာကိုကျွန်တော်အပြည့်အဝယုံကြည်တယ်အဲ့ဒါဘယ်လိုဖွင့်ပြရမလဲမသိဘူးဖြစ်နေတာဖာသာကူညီပေးလို့ရရင်ကူညီပေးပါအောင်လို့ဘက်ထရီကတောင်းဆိုလိုက်တဲ့အခါဘာလို့ဖွင့်ပြဖို့တွန်းဆုံနေရတာလဲဖွင့်ပြောရတာခက်ခဲနေရင်လည်းသူ့မိဘတွေနဲ့တွေ့ဆုံပြီးတခါနဲ့လက်ထပ်ဖို့ခွင့်တောင်းလိုက်ပေါ့အဲ့လိုဖာသာကအကြံပေးလိုက်ပါတယ်ကျွန်တော်ကဖာသာရဲ့သမီးကိုချစ်မြတ်လို့နေရပါသူလည်းကျွန်တော်ကိုပြန်ချစ်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်ဖာသာသာခွင့်ပြုပေးမယ်ဆိုရင်သူ့ကိုနတ်သမီးလေးတစ်ပါးလိုပြုစုဆောက်ရှောက်ပေးမှာပါလို့ဘုရားသခင်စီမှာပထဝီကတိုက်တဲ့ကျေးဇူးလိုက်ပါတယ်။နင်းရဲ့အမေကနင်းကိုဘာလို့ဆွပြစ်သွားလဲဆိုတာကိုငါမသိဘူး။ဒါပေမဲ့ငါရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်ချင်းလေးနင်းကိုပြုစုဆောက်ရှောက်ပေးပါမယ်လို့ပထဝီကပြောဆိုတဲ့အခါအဖေဘာပြောလိုက်တာလဲအဖေ။သမီးသူ့ကိုပြန်ပြောလိုက်ပါမယ်။အဖေကသဘောတူလက်ခံနေတဲ့။အဲ့လိုပြန်လိုက်ပြောဆိုပြီးအေဂျင်ကအဖေပြန်ပေးလိုက်ပါတယ်။ဘက်ထရီနဲ့အေဂျင်တို့ကနှစ်ယောက်တူချစ်သူဘွားမှာတရားကြည်နုနေခဲ့ကြပြီးတိတ်မကြခင်မှာနှုတ်သဘောတူဖာသာတို့ရဲ့ရှေ့မှာမင်္ဂလာဘေးကိုကျင်းပပြုလုပ်လက်ကြပါတယ်။အေတူပူမြနှစ်ယောက်တူလောကဓာတ်ကိုကြက်ကြက်ခံရေးဆိုင်နေကြပြီးတဲ့နောက်မှာဘက်ထရီတို့ကပတ်ဆက်ပိုးရှာနိုင်မဲ့ခြံတိုင်းမျိုးကိုဖျောင်းရွှေ့ထိချဖို့တဲ့စွန့်ပြစ်လိုက်ကြပါတယ်။ဘက်ထရီကိုအဲ့ဒီချိန်တော့ကနောက်ဆုံးတွေ့ခဲ့တာပဲလို့ဖာသာကရုံးမဲ့ပြောဆိုလိုက်ပါတယ်။အင်ချင်မဆုံးခင်ကဘယ်ဆေးဥမှာတင်ထားခဲ့ရလဲလို့ဘက်ထရာကမြင်မြင်တဲ့အခါဂျေစီဆေးဥမှာတင်ခဲ့ကြောင်းဖာသာကပြန်လည်ဖြေဆိုလိုက်ပါတယ်။အေကျဲရဲ့အုတ်ကူရှိမှာထိုင်နေခဲ့တဲ့ဘက်ထရီကိုကားပေါ်ဆွဲတင်ဖို့ခေါ်ဆောင်သွားတဲ့အခါဘက်ထရီကဖျားเจ้าထဲမှာဆူတောင်းကြကြောင်းတောင်းဆိုလိုက်တော့ဘေရှယ်တို့ကလည်းခွင့်ပြုပေးလိုက်ကြပါတယ်။ဖျားเจ้าထဲမှာဘက်ထရီကဆူတောင်းနေပြီးဘတ်တရာကလည်းအဓိကစောင့်ကြည့်လေ့လာနေပါတယ်။ကျွန်တော်ဘာတွေလုပ်ခဲ့တယ်လဲဆိုတာရဲ့ပြီးတော့ကျွန်တော်ဆက်လို့ရမယ့်ຢာတွေအကုန်လုံးကိုသူ့စီမှာဝေခံပြီးသွားပြီ။အခုကအမဲနဲ့ရမယ့်ချင်းပဲကျွန်တော်ပြစ်မှတ်ကိုသတ်မှတ်ပြီးသွားပြီ။မင်းစီကိုငါလာနေပြီ
ငါတို့မျက်နှာချင်းစာတွေ့မဲ့အချိန်ကမင်းမှတ်မိနေမဲ့နောက်ဆုံးရပဲလို့ပထရီကရေရွတ်လိုက်ပါလိ။အောက်ကူပေါ်မှာပထရီရေးထားတဲ့စာသားတွေကိုသတင်းတော်တွေကတိတ်မြစ်သွားခဲ့ကြပြီးအလူရဲ့မှတ်တမ်းတင်နေကြပါလိ။ဘီရှယ်တို့ကပထရီကိုရဲကားနဲ့ချုပ်ထောင်ကိုပြန်လဲခေါ်ဆောင်လာနေရင်ရဲကားတွေကတော့ကရေးကြီးတုပ်ပြနဲ့ဘီရှယ်တို့ရဲ့ကားကိုကြော်တက်သွားခဲ့ကြပါလိ။အကျဉ်းထောင်မှုကပထရီရေးသားခဲ့တဲ့ကင်းရဲ့ခြေနှမ်းထဲမှာဆိုတဲ့အဓိပ္ပာယ်ကိုနားမလည်နိုင်ဖြစ်နေပါလိ။ကမာကျန်းစာရကင်းဆိုတဲ့ပုဂ္ဂိုလ်ကကမ္ဘာပေါ်မှာပထမဆုံးလူသက်သမားတစ်ယောက်ပဲ။သူကချမ်းသာကြွယ်ဝမှုတွေကိုလောဘတက်ပြီးသူ့ကိုရဲကိုပြတ်တက်ခဲ့တာ။အဲဒါကြောင့်ဒီကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့လူသက်မှုတိုင်းကကင်းရဲ့ခြေနှမ်းအတိုင်းဆက်ဖြစ်နေမှာပဲဆိုပြီးပြောဆိုနေရှိကြတယ်။ငါတို့ရဲ့အမှုနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတော့စဉ်းစားလို့မရသေးဘူးလို့ဘတ်တာကရှင်းပြပြဆိုနေရင်သူတို့ရဲ့ကားကိုအနောက်ကနေဂျေကာစီကအရှိပြပြနဲ့ဝင်တိုက်နေပါလိမ့်။ဘီရှယ်တို့ရဲ့ကားကလမ်းနဲ့ကောင်မှာကန့်လန့်နေထားနေဖြစ်နေပြီးဂျေကာကလည်းစတိုက်ဝင်တိုက်နေရကြောင်းဘီရှယ်လည်းသူ့ရဲ့တနက်နဲ့လှမ်းပြတဲ့အခါမှာအဝေးကိုမောင်းထွက်သွားခဲ့ပါလိမ့်။ဘတ်တာကဘက်ထရီကိုလွယ်တဲ့ကျန်းမာရေးစင်းမှုတွေလှုပ်ဆောင်ပြလိုက်ပြီးစီအိုပြင်ဘက်မှာတော့သတင်းတောက်တွေကစူဝေးရောက်ရှိနေခဲ့ကြပြီးမိကုန်းတွေကိုဒီရက်ဆက်မေးမြန်းနေကြပါလိမ့်။ဘီရှယ်ကဘက်ထရီကိုအချုပ်ကားပေါ်တင်ပြလိုက်ပြီးမင်းငါတို့ကိုအရှုပ်ထုတ်တွေဖန်တီးပြီးဖျက်လွတ်မြောက်နိုင်မယ်လို့မစင်စားနဲ့အဲ့လိုဘီရှယ်ကပြောဆိုတဲ့အခါကျွန်တော်ကခမရတို့ကိုရှုပ်တွေးအောင်ဘယ်တော့မှမလုပ်ခဲ့ဘူးနောက်ထပ်ကျူးလွန်မဲ့ပြစ်မှတ်ကိုပဲကျွန်တော်ကခမရတို့ကိုပြောပြခဲ့တာခမရတို့ကျုပ်ကိုရက်တက်နိုင်မလားဆိုတာစောင့်ကြည့်ကြတာပေါ့လို့ဘက်ထရီကပြန်လဲပြောဆိုလိုက်ပါလိမ့်နောက်တစ်နေ့မနက်မှာတော့ဘတ်တာကအင်ဂျယ်ရဲ့ရေခွဲစစ်စစ်မှတ်တမ်းတွေကိုကြည့်ရှုလေ့လာနေပါလိမ့်လွန်ခဲ့တဲ့၄နှစ်တုန်းကအင်ဂျယ်တည်သွားတော့ဒေါက်တာစနင်းရာမန်ကပဲရေခွဲစစ်စစ်ပေးခဲ့တာလို့မိုက်ကယ်ကရှင်းပြပြောဆိုလိုက်ပြီးဘတ်တာတို့ကစနင်းရာမန်ရဲ့လက်မှတ်ကိုရှာတွေ့သွားခဲ့ကြပါလိမ့်အင်ဂျယ်ကမတော်တဆမှုတစ်ခုကြောင့်ဆုံးပါသွားခဲ့ရတာတည်ဆုံးရတဲ့အကြောင်းရင်းကသူ့ရဲ့ဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိတာကြောင့်တည်ဆုံးသွားခဲ့တာလို့မိုက်ကယ်ကပြောဆိုတဲ့အခါအင်ဂျယ်မတည်ဆုံးခင်ကကိုဝင်တွေထားခဲ့တယ်မတော်တဆမှုကြောင့်သူမကဆေးရုံမှာကုသမှုခံယူခဲ့ရတာဖြစ်နေတယ်အင်ဂျယ်တည်ဆုံးမှုမှာကျမတို့သတိမထားမိတဲ့မတင်ကားစရာချက်တချို့ရှိနေတယ်ပဲဒီရဲ့ရက်ခွဲစစ်စစ်မှတ်တမ်းတစ်ခုတည်းကိုပဲကြည့်ပြီးကောက်ချက်ချဖို့ကမဖြစ်နိုင်ဘူးလို့ဘတ်တာကထောက်ပြပြောဆိုလိုက်ပါတယ်ငါတို့တွေအင်ဂျယ်ရဲ့ကျွမ်းကျင်အရိုးစုတွေကိုတစ်ခါတော့စစ်ဆေးကြည့်ကြမလားလို့ဘီရှယ်ကပြောဆိုတဲ့အခါနှစ်တွေစတော့ကြာပြီဆိုတော့အရိုးစုအနေငယ်ပဲကြံနေတော့မှာအလုပ်ဖြစ်မယ်လို့တော့ကျွန်တော်မထင်ဘူးလို့ရေးရရှိမိုက်ကယ်ကဝင်ပြောလိုက်ပါတယ်တကယ်တော့အဲ့ဒါကအလုပ်ဖြစ်နိုင်ပါတယ်အရိုးစုတွေပေါ်အခြေခံပြီးအမှုပေါင်းများစွာကိုဖြည့်ရှင်းနိုင်ခဲ့တဲ့တာလကတွေလည်းများပြားရှိပါတယ်1920တုန်းကဆင်နီစမစ်ဆိုတဲ့ယောဂဗေဒကျွမ်းကျင်ပညာရှင်တယောက်ကရေရင်းထဲမှာရှာတွေ့ခဲ့တဲ့အရိုးသုံးခုကိုစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်။အဲဒီအရိုးတွေကမတန်ဆန်းကောင်မလေးတယောက်ရဲ့ရိုးတွေဖြစ်နေကြောင်းသူကရှာတွေ့သွားတယ်။တေဆုံးရခြင်းအကြောင်းရင်းကတနက်နဲ့ဖြစ်ခံရပြီးတေဆုံးသွားကြောင်းကိုပါရဲရရှိတွေကိုသတင်းပေးပို့ခဲ့တာ။ရဲရရှိတွေစုံစမ်းစစ်ဆေးကြည့်လိုက်တော့သူမကိုတတ်တဲ့သူကသူမရဲ့အဖေအရေးဖြစ်နေကြောင်းရှောက်ဖေဖော်ထုတ်နိုင်ခဲ့တယ်။အဲဒါကြောင့်ကျမတို့ရှာတွေ့ခဲ့တဲ့တပ်တွေထောက်တာအသေးမောတွေကစတရားခံကိုရှောက်ဖေဖော်ထုတ်ရမှာကြီးကြီးမားမားအထောက်အကူပြုနိုင်တယ်။အင်ဂျယ်ရဲ့ကျွမ်းကျင်ရိုးနှင်းငယ်သာရရှိခဲ့မယ်ဆိုရင်တည်ဆုံးခဲ့တဲ့အကြောင်းရင်းပြည့်စုံကိုပြန်လည်ပုံဖော်လို့ရတယ်နေ။အဲလိုဘတ်တာကရှင်းပြပြဆိုတဲ့အခါအင်ဂျယ်ရဲ့အုပ်ကူကိုပြန်လည်တူးဖော်ဖို့အတွက်ဘက်ထရီဒါမှမဟုတ်အင်ဂျယ်ရဲ့ဆွေမျိုးတယောက်ရဲ့ခွင့်ပြုချက်ကိုတောင်းခံဖို့လိုအပ်နေတယ်။ခွင့်ပြုချက်ရမှအလောင်းစစိမ့်မှုကိုဆက်လက်လုပ်ဆောင်လို့ရမှာ။ခက်တာကသူတို့နှစ်ယောက်စလုံးမှာဆွေမျိုးမိဘတွေရှိမနေဘူးလို့ဘီရှယ်ကပြန်လည်ပြောဆိုလိုက်ပါတယ်။ဘတ်တာကဖျားเจ้าကဖာသာကိုတတိယသွားခဲ့ပါတယ်။ဖာသာရဲ့ခွင့်ပြုချက်နဲ့အင်ဂျယ်ရဲ့ရုံလောင်းကိုပြန်လည်စစ်ဆေးဖို့အတွက်တရားရုံးကခွင့်ပြုချက်ပေးလိုက်ပါတယ်။မိုက်ကယ်ကဖာသာကိုတရားရုံးကနေဖျားเจ้าကိုပြန်ခေါ်လာနေတဲ့လမ်းမှာလူငယ်တစုကလမ်းပိတ်ပြီးကခုန်နေကြပါတယ်။အဲဒီလူငယ်တွေကသွေးလူဖို့အတွက်ကံမဲတစ်ခုကိုပြုလုပ်နေကြဖြစ်ပြီးလမ်းပိတ်နေရကြောင်းမိုက်ကယ်ကကားပေါ်ကနေဆင်းလာကလူငယ်တွေကိုလမ်းဖယ်ဖို့အတွက်ပြောဆိုလိုက်ပါတယ်။ဖာသာကိုလည်းအဲဒီလူငယ်တွေတဲကတယောက်ကလက်ကန်းစင်ညာစာတွေကိုဝေသွားခဲ့ပါတယ်။မိုက်ကယ်ကကားစီကိုပြန်ရောက်လာတဲ့အခါလေဘေးကိုလှိဖျက်ခြင်းခံထားရတဲ့ဖာသာကိုတွေ့မြင်သွားခဲ့ပါတယ်။မိုက်ကယ်လည်းဖာသာကိုဆေးရုံချက်ချင်းပေးလိုက်ပါတယ်။ဘတ်တာကဆေးရုံကိုရောက်လာတဲ့အခါမိုက်ကယ်လည်းသူ့ရဲ့ပေါ်ဆမှုကြောင့်ဖြစ်ပျက်သွားခဲ့ရတယ်ဆိုပြီးတောင်းပန်စကားဆိုလိုက်ပါတယ်။လမ်းပေါ်က CCTV ကိုစစ်ဆေးထားပါတယ်။အခုလိုအခြေအနေမျိုးနဲ့ဆိုရင်ငါတို့ရဲ့ရှင်ခွဲစစ်ဆေးမှုတွေကိုဆက်လက်လုပ်ဆောင်လို့ရနိုင်မယ်မထင်ဘူး။တရားရုံးရဲ့အမိန့်ကဖြစ်ပျက်သွားနိုင်တယ်။အခြေအနေတွေကငါတို့ရဲ့ထိတ်ချုံမှုအောင်မှာရှိမနေတော့ဘူးလို့ဘီရှယ်ကပြောဆိုတဲ့အခါကျမတို့မှာအခွင့်အရေးရှိပါသေးတယ်။မနေ့ကနေထွက်တာနဲ့ကျမတို့တွေအလောင်းစစ်ဆေးမှုကိုလုပ်ဆောင်လို့ရနိုင်ပါတယ်။ပြီးတော့မှုခင်းစစ်ပညာရှင်တယောက်အနေနဲ့ကျမမှာလုပ်ပိုင်ခွင့်အာဏာပြည့်ဝရှိတယ်။တရားသူကြီးတရားရုံးကိုမရောက်ခင်မှာအလောင်းစစ်ဆေးမှုကိုကျမတို့ပြီးဆောင်ရွက်ကြမယ်။ပြီးတော့အဲ့ဒီမတိုင်ခင်ကျမတို့တွေသတိထားရမယ့်အရာတစ်ခုရှိသေးတယ်။ဖာသာကိုတိုက်ခိုက်ခဲ့တဲ့သူတွေကအလောင်းပြန်ဖော်မှာကိုမလိုလားတဲ့သူတွေပဲ။သူတို့ကဒီနေ့ညမှာအေဂျဲအုပ်ခုကိုဖောက်ကြလိမ့်မယ်လို့ဘတ်တာကကောက်ချက်ချပြောဆိုလိုက်ပါတယ်။ညဘက်ကိုရောက်တော့ဘတ်တာတွက်ဆထားတဲ့အတိုင်းလူတစုကတုတ်တံမှာအေဂျဲအုပ်ခုကိုပြန်လည်တူးဖော်ဖို့အတွက်ကြိုးစားနေခဲ့ကြပါတယ်။ခဏကြာမှဘေရှယ်တို့ကကားနဲ့ရောက်ချလာကအလောင်းတူးဖော်နေခဲ့ကြတဲ့လူမိုက်တွေနဲ့အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပါတယ်။ဘေရှယ်ရဲ့ကျန်းကျင်ပိုင်နယ်လွန်လာတဲ့တိုက်ခိုက်မှုတွေအောက်မှာလူမိုက်တွေကမရှူနိုင်မကယ်နိုင်ဖြစ်ကုန်ကြပြီးသူတို့တွေတဲကတယောက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။မနက်မိုးလင်းတော့အေဂျဲအုပ်ကူကိုပြန်လည်တူးဖော်နေကြပြီးတရားသူကြီးကစားပေါ်မှာလက်မှတ်ရေးထိုးပေးလိုက်ပါတယ်။
ဒီတောက်တွေနဲ့ပတ်ဝန်းကျင်ကသူတွေကလည်းစိတ်ဝင်စားနဲ့စောင့်ကြည့်နေခဲ့ကြပါတယ်။အုတ်ကူကိုဖြိုဖျက်ပြစ်လိုက်ကြပြီးမြေကြီးကိုတူးဆကြည့်တဲ့အခါ၄နှစ်ကြာသည့်အထိမပုံမတိုးပဲအကောင့်နဲ့တည်ရှိနေတဲ့အင်ဂျင်ရဲ့ယိုလာကိုတိတ်မြင်သွားခဲ့ကြပြီးအားလုံးကနားမလည်နိုင်ဖြစ်သွားခဲ့ကြပါတယ်။အင်ဂျင်ရဲ့ယိုလာကိုယာယီတဲတဲ့ကိုတင်ဆောင်သွားခဲ့ကြပါတယ်။ယိုလောင်းက၄နှစ်ကြာတဲ့အထိမပုံမတိုးသေးတဲ့ကြောင့်ထူးခြားစမ်းကြဲတဲ့ဖြစ်ရတွေနဲ့ဆက်ဆက်နေနိုင်ကြောင်းသတင်းထောက်တွေကအပြန်အလှန်ထုတ်လွှင့်တင်ဆက်နေခဲ့ကြပါတယ်။အလောင်းမပုတ်တိုးတာကတဘာဝလုံးဆွဲရကြမဟုတ်ဘူး။ကွန်ကရစ်အခေါင်းထဲမှာအလုံးပိတ်ပြီးမြုပ်နှံထားတာကြောင့်နေအောင်ကြီးနဲ့လေတွေကထိုးပေါက်ဝင်ရောက်မလာနိုင်တာလေ။ပြီးတော့သူ့ရဲ့ရေပြားပေါ်မှာဖျောင်းလိုအလွှာတစ်ခုဖြစ်ပေါ်လာခဲ့တယ်။အဲဒါကြောင့်ခန္ဓာကိုယ်ကမပုတ်တိုးတော့တာလို့ဘတ်တရာကရဲတပ်သားကိုရှင်းပြပြဆိုပြီးအင်ဂျင်ရဲ့ယိုလောင်းကိုခွဲစစ်စစ်ကြည့်လိုက်တဲ့အခါမှာအော်ဖင်သက်သွားခဲ့ကြပါတယ်။ဒီစကားတွေကိုကျမရှင်နဲ့နှစ်ယောက်တည်းပြောမှဖြစ်မယ်။လှုပ်ဝက်ချက်တစ်ခုအနေနဲ့ထင်းထင်းပေးထားပါ။အင်ဂျင်ကိုသူတို့တွေကတခါမှရေခွဲစစ်စစ်မှုတွေမလုပ်ဆောင်ခဲ့ကြဘူး။ကိုတစ်ခေါက်ကသူမရဲ့ပထမဆုံးချိန်ရေခွဲစစ်စစ်မှုတစ်ခုဖြစ်နေတာ။ပြီးတော့အင်ဂျင်ရဲ့နှလုံးကလည်းပျောက်နေတယ်။ JC စေးရုံကမှတ်တမ်းတွေထဲမှာတော့မဖော်ပြထားဘူး။ဒါရီအားလုံးရဲ့နောက်ကမှာတရားမဝင်တဲ့စိုးဝါးရာဇဝမှုတစ်ခုကိုရှိနေပြီးတော့ဘတ်တော်ကဖီရွှေကိုရှင်းပြပြဆိုလိုက်ပါတယ်။အလားကိုတက်ပေးစေဖို့လွယ်နေရကြောင်းမြေပြန်မမြုပ်သေးပဲစေးရုံကိုပြောင်းရွှေ့ဖို့တွေရဲတပ်သားကိုဘတ်တော်ကညွှန်ကြားလိုက်ပါတယ်။ယာယီတဲတဲကနေလူလာတင်ကားပေါ်ကိုခက်ခက်ခဲနဲ့တင်ဆောင်လိုက်ကြပြီးစေးရုံကိုပို့ဆောင်လိုက်ကြပါတယ်။ဘတ်တော်တို့က JC စေးရုံမှာစုံစမ်းစစ်ဆေးဖို့တွေရောက်ရှိနေခဲ့ကြပြီးလွဲမားနေတဲ့ရေခွဲပတ်တန်းစစ်စစ်ချက်တွေကိုမေးခွန်းထုတ်လိုက်ပါတယ်။စေးရုံကဆရာဝန်စင်းကိုဘတ်တော်ကသတိပြုမိသွားခဲ့ပြီးတစုံတစ်ခုကိုပြန်လည်အမှတ်ရသွားခဲ့ပါတယ်။ဘတ်ထရီပြောခဲ့တဲ့စကားတွေကနောက်ထပ်ပြစ်မှတ်ကစလင်းရော်မန်ရဲ့ညီဒေါက်တာအေဘယ်ဖြစ်နေတယ်လို့ဘတ်တော်ကရှင်းပြပြဆိုလိုက်ပြီးဘေရှယ်တို့ကဒေါက်တာအေဘယ်ရဲ့နေကိုတောင်းတဲ့ချက်ချင်းရောက်ချလာခဲ့ပါတယ်။အကျဉ်းထောင်ထဲမှာဘတ်ထရီကနိုင်ငံပေါ်မှာဒေါက်တာအေဘယ်ရဲ့ပုံတူပကြီးတစ်ခုကိုရေးဆွဲပေးစီးသွားခဲ့ပါတယ်။ဒေါက်တာအေဘယ်ကဘေရှယ်တို့ကိုနှုတ်ဆက်လိုက်ပြီးထိုင်ကုန်မှာဝေထိုင်ခိုင်းလိုက်ပါတယ်။ဆရာကစာရီဖိတ်ရတာဝါသနာပါပုံရတယ်။တခိုးလိုစဉ်းစားတွေးတောခြင်းဆိုတဲ့ DS စာအုပ်ကိုဖတ်ပြီးသွားရင်ခိုးကျင်ဝက်ကျင်တဲ့စစ်တွေဝင်လာကြရလို့ကြားဘူးလေ။အဲ့လိုပထကစကားဆက်လိုက်တဲ့ခါမှာဒေါက်တာအေဘယ်ကသဘောကျတာနဲ့ပြောရနေပါတယ်။ဒါနဲ့ဆရာကတယောက်တည်းနေရလားလို့ဘီရှယ်ကမင်းကုန်းထွက်တဲ့ခါငါးပြည်သားစုတွေအကုန်လုံးကအော်စီမာနေကြတော့ဒီမှာငါတယောက်တည်းဖြစ်နေတာ။ငါစီးပွားရေးကလည်းဒီမှာပဲရှိနေတော့သူတို့နဲ့လိုက်သွားလို့မရဘူးလေလို့ဒေါက်တာအေဘယ်ကပြင်နေရှင်းပြပြဆိုလိုက်ပါတယ်။ဆရာကိုကျွန်တော်ပုံပွင့်လင်းလင်းပဲမေးလိုက်တော့မယ်နော်။လွန်ခဲ့တဲ့၄နှစ်ကဆရာတို့စေးရုံမှာမျိုးသမီးတယောက်ကဆုံးပါသွားခဲ့တယ်။အခုသူမရဲ့ရုံလောက်ကိုရေခွဲစစ်ကြည့်လိုက်တော့ဆရာတို့စေးရုံကနေပြစ်မှုတစ်ခုကျူးလွန်ထားတာကိုရှာတွေ့သွားခဲ့တယ်လို့ဘီရှယ်ကပြောဆိုတဲ့အခါမင်းရဲ့စကားအတိုင်းတာကဘယ်ကိုရောက်သွားပြီလဲဆိုတော့ကိုရောသိရလားငါအကိုစလင်းရော်မန်ရဲ့အကြောင်းကိုမင်းတို့ဘယ်လောက်သိထားလို့လဲသူကအတော်ဆုံးနှလုံးခွဲစိတ်ဆရာဝန်တယောက်ကိုရဲကလီစာရောင်းဝယ်မှုတွေလုပ်ဆရာမလို့အောင်သူကကြီးကြီးတဲ့ချမ်းသာတယ်လို့ဒေါက်တာအေဘယ်ကပြန်လည်ပြောဆိုလိုက်ပါလိမ့်ကျွန်တော်ကဆရာကိုရဲကလီစာတွေတရားမဝင်ရောင်းဝယ်နေတဲ့အကြောင်းဘာတစ်ခုမှမပြောရသေးဘူးလေဆရာကဘယ်လိုလုပ်ပြီးသိနေခဲ့ရလဲမင်းတို့တွေဆေးရုံကိုအကြောင်းကြားချတယ်မလားအဲဒါကြောင့်ငါကသိနေရပါလို့ဒေါက်တာအေဘယ်ကပြန်လည်ပြောဆိုတဲ့အခါကျမတို့တွေကဆေးရုံကိုလည်းအကြောင်းမကြားရသေးဘူးလေလို့ဘတ်တော်ကဝင်ပြောလိုက်ပါလိမ့်မနေ့ပြန်မနေ့10 နာရီလောက်ကျွန်တော်တို့ရုံးကိုဆရာကိုယ်တိုင်လာခဲ့ပြီပါဆရာရဲ့လုံခြုံရေးအတွက်ဒီနေ့ညအဆောင်တွေချထားပေးခဲ့လိုက်မယ်လို့ပြောဆိုပြီးဘေရှယ်ကရဲတပ်သား2ယောက်ကိုစေလွှတ်ထားဖို့တဲ့မိုက်ကင်ကိုညွှန်ကြားလိုက်ပါတယ်ခဏကြာတော့ဘတ်ဒရာကသူ့ရဲ့ဖုန်းချန်ခဲ့လို့အိမ်ခန်းထဲကိုပြန်လာယူပြီးထွက်ခွာသွားခဲ့ပါတယ်အိမ်ပေါ်တက်ကနေအောက်ကိုပြန်ဆင်းလာတော့ဘတ်ဒရာကတစုံတစ်ခုကိုသတိပြုမိသွားခဲ့ပါတယ်ဒေါက်တာအေဘယ်ကတယောက်တည်းနေနေတာမဟုတ်ဘူးအိမ်ထဲမှာအခြားတယောက်ရှိနေသလိုပဲလို့ပြောဆိုနေရင်အိမ်ထဲကနေတနက်တန်ချက်ထွက်ပေါ်လာခဲ့ပါတယ်အိမ်ထဲကိုဘေရှယ်တို့ကပြန်လည်ဝင်ရောက်လာတဲ့အခါနဖူးတက်တဲ့တနက်တန်ရတစ်ခုနဲ့တိတ်ဆုံးနေဖြစ်တဲ့ဒေါက်တာအေဘယ်ကိုတွေ့မြင်သွားခဲ့ကြပါတယ်မိုးကအင်ကြီးမဲရောက်ဝစ်စင်ထားတဲ့လူတစ်ယောက်ကရန်နာကနေခုန်ဆင်းသွားခဲ့တဲ့ကြောင့်ဘေရှယ်တို့လည်းတနက်နဲ့လိုက်လံပစ်ခတ်နေခဲ့ပါတယ်ရဲတပ်သားတွေကနောက်ကနေလိုက်ဖမ်းနေခဲ့ကြပေမဲ့အဲ့လူကဆိုင်ကယ်နဲ့ဝင်းကိုထွက်ပြေးသွားခဲ့ပါတယ်အဲ့လူကကာလီလို့မြည်ရတဲ့တက်ကြီးပိုင်းမျိုးသားတစ်ယောက်ဖြစ်နေပါတယ်အဲ့လူကဘတ်ထရီနဲ့ဘလို့ပတ်သက်နေရလဲလူသားမှုတွေကိုအပြင်ကနေဘာလို့ကျွလွှတ်ပင်းနေရလဲအစားရှိသဖြင့်မိကုံပေါင်းများစွာနဲ့ဘေရှယ်ရဲ့ခေါင်းထဲမှာပြည့်နေသွားခဲ့ပါတယ်လက်တနေ့မနေ့မှာတော့ဆရာဝန်ကြီးကိုနီယာစလုံးကတေဆုံးသွားခဲ့တဲ့ကြောင့်ဒရင်တောက်တွေကအမှုမှာရဲရရှိတွေကပေါင်းပတ်သက်နေပါသလားဆိုပြီးမိကုံထုတ်နေခဲ့ကြပါတယ်ဘေရှယ်ကဒေါက်တာအေဘဲအလောင်းကိုအမြန်ဆုံးရွေခွဲစစ်ကြည့်ရှုခိုင်းတဲ့အခါဒီရဲ့ရွေခွဲစစ်မှုကိုကျမလွတ်ဆောင်လိုက်မယ်ဆိုရင်အများပြည်သူတွေရဲ့အထင်မြင်လွဲမှားမှုတွေကပိုဆိုးသွားလိမ့်မယ်အဲဒါကြောင့်ကြီးကျက်သူတယောက်အနေနဲ့ပဲလွတ်ဆောင်လိုက်ပါမယ်လို့ဘတ်ဒရာကရှင်းပြပြဆိုလိုက်ပါတယ်ဘေရှယ်လည်းရုံးကိစ္စတွေလုပ်ဆရာရှိနေတာကြောင့်ဘတ်ဒရာကိုနှုတ်ဆက်ပြီးစကန်းကိုပြန်ထွက်သွားခဲ့ပါတယ်စကန်းကိုပြန်လာတော့ဘေရှယ်ကတင်းကျန်းမှာဖမ်းမိခဲ့တဲ့သူစီကဘာကြက်တွေရပြီလေလို့မေးမြန်းလိုက်တဲ့အခါအခုထိတော့ဘာမှပြန်ဖြေသေးဘူးနည်းနည်းလောက်ထပ်ပြီးနှိမ့်ဆက်လိုက်ရင်တော့အပြေထွက်လာမှာပါလို့မိုက်ကယ်ကပြန်နေဖြေဆိုလိုက်ပါတယ်ရုံးခန်းထဲမှာတော့ DGP ရာရှိကရောက်ရှိနေပြီးအမှုအခြေအနေတွေကတိုးတက်မှုရှိမလာသေးတာကြောင့်ဒေါသထွက်နေခဲ့ပါတယ်တရားခံကိုရှာဖွေဖော်ထုတ်နိုင်ဖို့တော်တော်လေးနှိစက်နေပါပြီဒေါက်တာစနီရာမန်နဲ့ဒေါက်တာအေဘယ်တို့အမှုနှစ်ခုစလုံးမှာရှာတွေ့ထားတဲ့လက်ပွေရတွေကတူညီမှုရှိနေတယ်ဘတ်ထရီကိုအပြင်ဘက်ကနေတယောက်ကကူညီပေးနေတာပြီးတော့ဖာသာကိုလည်းသူတို့တွေကလှုပ်ကြံဖို့ကြိုးစားခဲ့ကြသေးတယ်
တရားခံကတူးတဲ့ဖြစ်နေတယ်လို့ဘေရှယ်ကထောက်ပြပြောဆိုတဲ့အခါတင်းញိုင်းမှာဖမ်းမိထားတဲ့တယောက်ကရောဘာတူးသိလဲလို့ DGB ကပြန်လဲမြင်မြတ်လိုက်ပါတယ်သူ့ကိုစစ်စစ်မြင်မြတ်နေပါတယ်မကြခင်မှာအဖြစ်တစ်ခုခုထွက်လာတော့မှာပါပြီးတော့ကျွန်တော်တို့အချင်းထောင်ထဲမှာရှိနေတဲ့ဘက်ထရီကိုလည်းစစ်စစ်မြင်မြတ်မှုတွေလိုအပ်နေတယ်လို့ဘေရှယ်ကပြောဆိုနေတော့ DGB ကလည်းခွင့်ပြုပေးလိုက်ပါတယ်ခဏကြာတော့တင်းញိုင်းမှာဖမ်းမိခဲ့တဲ့လူမိုက်စီကနေရိုင်ယာပူရန်မှာရှိနေတဲ့မန်နီဆိုတဲ့နာမည်တစ်ခုကိုဘေရှယ်တို့ကသိလိုက်ရပါတယ်ဇိုးရီကြီးပဲနေတဲ့ရက်ွက်ဖြစ်နေတာကြောင့်ဘေရှယ်ကအသွင်ယူဖန်ဆီးမဲ့မစ်ရှင်တစ်ခုကိုပေါ်ဆောင်မှုတဲ့ထုတ်ပြချက်ချလိုက်ပါတယ်။မန်နီချင်းနဲ့ချက်စားနေခဲ့တဲ့ရက်ွက်တွေကိုဘေရှယ်တို့ဖွဲ့ကစီပင်ဝန်ထမ်းတွေအယောင်ဆောင်ရဲကြပြီးအခြေအနေတွေကိုစောင့်ကြည့်လေ့လာနေပါတယ်။မန်နီတို့အုပ်စုကွဲသွားတဲ့အချိန်မှာမလန်ပကန်းမှာပြောင်းဝတွေဖောက်ပြီးရက်ွက်ထက်ကသူတွေကိုအာရုံလွှဲထားလိုက်ပါတယ်။မန်နီနဲ့ဘေရှယ်တို့နားကိုကျလာတော့မျက်နှာကိုအားရပါရထိုးချလိုက်ပြီးအမိုက်တွန်းတဲ့ထက်ကဒစ်ကန်ကိုခေါ်တော့သွားခဲ့ကြပါတယ်။ဗဒနီတရားရုံးချင်းကြားနာမှုမှာဘေရှယ်ကဘက်ထရီကိုထပ်မံစစ်ဆေးဖို့အတွက်တရားသူကြီးစီမှာတင်ပြတောင်းဆိုလိုက်ပါတယ်။တရားသူကြီးမစ်ရှင်ဒေါက်တာ2ယောက်ရဲ့ရေခွဲစစ်မှုတွေအပြင်ဘက်ထရီရဲ့ဇနီးဖြစ်သူအင်ဂျက်ကိုလည်းကျန်တဲ့ရေခွဲစစ်ကြည့်လိုက်တဲ့အခါမှာဂျေစီစေးုံဟာကြီးလေးရဲ့ပြစ်မှုတစ်ခုကိုကျူးလွန်ထားကြောင်းထင်ရှားနေပါတယ်။တပ်တဲ့အထောက်အထားတွေအားလုံးက DFI နဲ့မှရှိနေပါတယ်လို့ဘက်ထရာကတရားရုံးမှာတင်းနှင်းပြောဆိုလိုက်ပါတယ်။ဘက်ထရီကိုအချင်းတော်မှတစ်ဆင့်ရဲလက်ကိုလွှဲပြောင်းပေးရလိုက်ပြီးအချင်း2ရက်ကထပ်မံဆန်းစစ်ဖို့အတွက်တရားရုံးကနေခွင့်ပြုပေးလိုက်ပါတယ်။ဘက်ထရာကတရားသူကြီးရဲ့ခွင့်ပြုချက်နဲ့ဘက်ထရီကိုမိကုန်းနဲ့မင်းများခွင့်ရရှိသွားခဲ့ပါတယ်။ရှေ့ရဲ့ခီးကဒီနေရာမှာနေဆုံးသက်သွားခဲ့ပြီလား။ဆက်သွားရအောင်မလားအဲ့လိုမြင်မြတ်တဲ့အခါမှာအများပြည်သူတွေသတင်းမီဒီယာတွေဘယ်သူမှမသိကြသေးတဲ့လှုပ်ဝက်ချက်တစ်ခုကိုမင်းကတရားသူကြီးရဲ့ရှေ့မှာတင်ပြပြီးသွားပြီအင်ဂျယ်ရဲ့နှလုံးကိုလက်ခံရရှိထားတဲ့သူကငါရဲ့နောက်ထပ်ပြစ်မှတ်တစ်ခုပဲလို့ဘက်ထရီကပေါ်တယ်ချင်းချပြောဆိုလိုက်ပါတယ်ရက်စကန်မှာတော့လူမိုက်ကောင်းဆောင်မန်နီကိုမီရှယ်တို့ကရဲနဲ့နှိစက်မင်းမြတ်နေခဲ့ကြပါတယ်လွန်ခဲ့တဲ့တိတ်ကာလအခြေတစ်ခုမှာတော့ဘက်ထရီကနေစစ်သားစစ်ကိုရင်နဲ့ထားရတဲ့ဇနီးဖြစ်သူအင်ဂျယ်ကိုဆေးရုံကနေအင်ကိုဆိုင်ကယ်နဲ့ပြန်ခေါ်လာခဲ့ပါတယ်အင်ဂျယ်ကတော့ဈေးဆက်ကရေးတအောင်အစိုးရဆေးရုံမှာပဲမွေးချနေပါတယ်ငါတို့ရဲ့မွေးဖွားခြင်းကဒီတိုင်းတာမန်ကိစ္စတစ်ခုပဲဆိုပေမဲ့ငါတို့ရဲ့အေဂျင်ဘေဘီလေးကိုတော့အကောင်းဆုံးဆိုတဲ့ဆေးရုံမှာပဲမွေးရမယ်။ပတ်စံဘလောက်ကိုရေးမကြည့်ဘူးလို့ဗတီကပြောဆိုတဲ့အခါအေဂျင်ရဲ့ပိုက်ထဲကနေလှုပ်ရှားမှုတစ်ခုကိုခန်းစားသိရှိသွားခဲ့ပါတယ်။သူ့အဖေကိုပတ်စံတွေများကြီးမသုံးဖို့ပြောချင်တယ်လားမသိဘူးလို့အင်ဂျင်ကပြန်နေပြောဆိုလိုက်ပါတယ်။ဗတီတို့လင်မယားနှစ်ယောက်စလုံးကအနာဂတ်ကိုစိတ်ကူးနဲ့ပုံပေါ်ကြည့်နေရင်မန်နီတို့ကဆိုင်ကယ်နဲ့ရောက်ချလာကအေဂျင်ရဲ့ဆွဲကြိုးကိုဆွဲဖြုတ်သွားခဲ့ကြပါတယ်။အရှိန်နဲ့ဆွဲဖြုတ်သွားခဲ့တာကြောင့်အင်ဂျင်ကဆိုင်ကယ်ပေါ်ကနေပြုတ်ကျလာကဝမ်ပိုင်နဲ့အရင်ရမ်းပြီးသွားခဲ့ပြီးသူမရဲ့ဥကောက်ကိုထိခိုက်မိသွားခဲ့ပါတယ်။မန်နီတို့ရဲ့ဆိုင်ကယ်ကလည်းသုံးမိန်းကိုရှောင်နေနေရင်လိမ့်မောက်သွားခဲ့ပါတယ်။ဘက်ထရီကလဲကျနေတဲ့အမျိုးသမီးဖြစ်သူကိုဆွဲထုတ်လိုက်ပြီးကလေးကိုလည်းစိတ်ပူသွားခဲ့ပါတယ်။ခဏကြာမှအင်ဂျင်ကသတိမမျောသွားခဲ့ပါတယ်။ဘက်ထရီရဲ့ဒေါသစိတ်တွေကအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပြီးမန်နီရဲ့တပည့်ရာဘီကိုအသေးစိတ်တိုက်ခိုက်နေခဲ့ပါတယ်။ရာဘီလည်းဘက်ထရီရဲ့လက်ကနေလွှဲမြောက်ဖို့အတွက်တစ်ဖက်ကားလမ်းကိုထွက်ပြေးနေရင်ဘတ်စကားအောက်ကိုရောက်ရှိသွားကတက်ကြိတ်ခံလိုက်ရပြီးနေရာမှာပွဲချင်းပြီးရှော့သွားခဲ့ပါတယ်။အင်ဂျင်ကိုလူနာတင်ကားနဲ့ခေါ်ဆောင်သွားခဲ့ပြီးဘက်ထရီလည်းအနောက်ကနေပြေးလိုက်သွားခဲ့ပါတယ်။နောက်တော့ဘက်ထရီကလူသက်မှုနဲ့ထောင်တတဲ့ကျွန်းအကျဉ်းချသွားခဲ့ပါတယ်။အခုလက်ရှိချိန်ကာလမှာတော့ဘတ်ထွာတို့ကဘက်ထရီနဲ့တွေ့ဆုံနေကြပါတယ်။အင်ဂျင်ရဲ့နှလုံးခိုးယူခံလိုက်ရတဲ့ကိစ္စကိုငါတို့တွေပေါ်တော့နိုင်ခဲ့ပြီ။ဒါတွေကိုဘယ်လိုလုပ်ပြီးမင်းကသိနေရတာလဲ။ဖာသာပြောပြထားလားလို့ဘတ်ထွာကမြင်မြင်လိုက်ပေမဲ့ဘက်ထရီကပါတကုန်းမှပြန်ပြေးပဲနှုတ်ဆက်နေခဲ့ပါတယ်။ဖာသာရဲ့ညွှန်ကြားချက်တိုင်းဘက်ထရီကနေရန်ဒီပေါ်မှာပုံတူပကြီးတွေကိုရေးဆွဲခဲ့တာပါ။ဘက်ထရီကိုအပြင်ကနေလူသက်မှုတွေကျွလွန်ပေးနေခဲ့တဲ့တရားခံကသူတို့တွေတဲကတယောက်ဖြစ်နေကြောင်းဘတ်တာကနားတဲ့သဘောပေါက်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့အတိတ်ကာလမှာတော့ရင်ခွဲရုံဝင်တဲ့ကာလီကသမီးနှစ်ယောက်ကိုအမေတို့တစ်မျိုးဖေတို့တစ်ဖုံပြည့်စုံပြောထောင်ပေးနေပါတယ်။သမီးငယ်လေးပရီယာကဂျေစီဆေးရုံမှာသူနာပြုတယောက်အနေနဲ့လုပ်ကန်နေပါတယ်။အဲ့ဒီချိန်ဂျေစီဆေးရုံကိုအင်ဂျင်ကရောက်ရှိလာခဲ့ပြီးအရေးပေါ် ICU ခန်းထဲကိုပို့ဆောင်လိုက်ကြပါတယ်။တက်တဲ့ဆက်ဆိုင်မဲ့စီနီယာအမကအရေးကြီးကိစ္စပေါ်လာတာကြောင့်သူ့ရဲ့တာဝန်ချင်းကိုပရီယာစီကိုလက်ပြောင်းပေးလိုက်ပါတယ်။နောက်တော့ငိုကြီးချက်မနဲ့အိမ်ကိုပြန်လာပြီးအဖေဖြစ်သူကာလီကိုအခုလိုပဲရေဖွင့်ပြောဆိုလိုက်ပါတယ်။သမီးကစီနီယာမရဲ့တာဝန်ချင်းကိုလွှဲပြောင်းယူခဲ့တာခွဲစစ်ခန်းလေးကိုရောက်တော့ဒေါက်တာစလင်းရာမန်ကခွဲစစ်မှုကိုတာဝန်ယူထားပြီးတခုခုမွန်မှန်နေတာကိုခံစားမိတယ်။အိမ်ကျရဲ့အသက်ကကေတင်လို့ရနေတဲ့အနေအထားမှာရှိနေခဲ့ပေမဲ့သူမကိုကေတင်ရမယ်စာကလေးကိုအရင်ဦးဆုံးခွဲထုတ်လိုက်ကြတယ်။ခွဲစိတ်ပြီးတော့ကလေးကအသက်မရှိတော့ဘူး။ပြီးတော့ကလေးကိုဆုံးဖြတ်ခိုင်းခဲ့တယ်။တောင်းရောက်ဆုံးဖြတ်မလို့လုံနေတော့မှပဲကလေးကအသက်ပြန်ရှင်လာခဲ့တယ်။သမီးတို့တွေဘာဆက်လုပ်ကြမလဲလို့ပရီယာကမြင်မြင်လိုက်ပါတယ်။ကာလီတို့ကအင်ဂျင်ရဲ့ကလေးကိုဘာသာစီကိုလှည့်ပြောင်းပေးရလိုက်ပါတယ်။မိန်းကလေးတယောက်ကအခုလိုမျိုးမသေးဆုံးစင်မဲ့စေဆုံးသွားခဲ့ရတာမျိုးကဘလို့မှလက်ခံပေးလို့မရဘူး။တာဝန်ရှိသူတွေသိအောင်ဖော်ထုတ်ရမယ်လို့ပြန်လည်ပြောဆိုလိုက်ပါတယ်။အခုလက်ရှိချိန်ကာလမှာတော့ဖာတာကဆေးရုံမှာကုသမှုခံယူနေရင်ခွင်လွန်သွားခဲ့ပါတယ်။နောက်ထပ်လူသတ်မှုတစ်ခုကထပ်တိုးလာတဲ့ကြောင့်မီရှယ်ရဲ့ခေါင်းစားနေခဲ့ရပါတယ်။အင်ဂျင်ကဂျူလန်26ရက်နေ့2019မှာအဆီးနဲ့ဖြစ်ခဲ့ပြီးတနေ့တည်းမှာပဲဆုံးမသွားခဲ့တာ။ဆိုလိုတာကသူ့ရဲ့နှလုံးစားတို့ကုသမဲ့ယူနာကလည်းအဲ့ဒီနေ့မှာခွဲစိတ်မှုကိုလှုပ်ဆောင်ရမှာပဲ။ JC ဆေးရုံဒါမှမဟုတ်အနီးနားကဆေးရုံတွေမှာနှလုံးခွဲစိတ်လူနာစင်းကိုရှာဖွေကြည့်မယ်ဆိုရင်ဘက်ထရီရဲ့ပြစ်မှတ်ကိုရှာတွေ့နိုင်ပြီလို့ဘတ်တာကရှင်းပြပြဆိုတဲ့အခါလူ
လူနာရှင်စင်းတွေကိုကြည့်ရှုလို့မရတာကြောင့်အများပြည်သူကိုတတိပေးချက်ထုတ်ပြန်မှုတွေဘီရှယ်ကဆုံးဖြတ်ချက်ချလိုက်ပါသည်2019ခုနှစ်ဇူလိုင်26ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့အင်ဂျင်ရဲ့တည်ဆုံမှုမှာလက်ကွက်အသစ်တစ်ခုကပေါ်ထွက်လာခဲ့ပါပြီ။ခြံတိုင်းမှာနှလုံးစားတို့ခရစ်စစ်ခဲ့မှုတဲ့လူတိုင်းကိုရဲစခန်းမှာစေးပေးသိမှုတဲ့ညွှန်ကြားထားပါတယ်လို့ဒေသဌာနတစ်ခုကနေထုတ်လွှင့်တင်ဆက်နေခဲ့ပါသည်။တစ်ဖက်မှာတော့ပြည်ထောင်ဝန်ကြီးကဘီရှယ်ကိုပြောင်းရွှေ့မယ့်စားတစ်ခုကိုထုတ်ပြလိုက်တော့ဘီရှယ်ရဲ့နားမလည်နိုင်ဖြစ်သွားခဲ့ရပါတယ်။မင်းလှုပ်ရမယ့်လုပ်ကိုသိချမလို့တဲ့အတွက်မင်းကိုပြစ်ဒဏ်ပေးလိုက်တာလေဒီလိုဂျေစီစီကိုပိုင်ရှင်အာလီရာမန်ကဝေပြောလိုက်ပါတယ်။ဘီရှယ်လည်းအထက်လူကြီးရဲ့မင်းကိုမလွတ်ဆန်နေတာကြောင့်ဘာမှပြန်မပြောဘဲလှုပ်စစ်နေလိုက်ရပါတယ်။မင်းကဒီကိစ္စရဲ့နောက်ွယ်ကတာဝန်ရှိသူကိုရှာဖွေဖော်ထုတ်ချင်နေရမလားအဲ့ဒီနောက်ွယ်ကလူကအခြားသူမဟုတ်ဘူးငါပဲအဲ့ဒီမင်းကလေးရဲ့နှလုံးကရူဘီ2 သန်းလောက်တန်နေဆိုတာကိုမင်းသိရလားအဲ့လူအာလီရာမန်ကမင်းကိုထုတ်လိုက်ပါနဲ့ဖာသာကိုနောက်ွယ်ကနေလှုပ်ကြံခဲ့တဲ့သူကအာလီရာမန်ဖြစ်နေကြောင်းဘီရှယ်ကနားလည်သဘောပေါက်သွားခဲ့ပါတယ်မင်းမှာရှိတဲ့တခုတည်းသောသက်တွေကမန်နီပဲရှိတာသူတရားရုံးကိုရောက်သွားလေဘလို့ထပ်ဆူရမလဲဆိုတာကိုသူကောင်းကောင်းသိတယ်လို့အာလီရာမန်ကပြောဆိုတဲ့အခါဘီရှယ်ကသဘောကျစွာရီမောလိုက်ပါတယ်ပတ်စံရှိရင်ရာအောင်လုံးကိုချုပ်ကန်ချေလည်နိုင်ပြီလို့ခမ ्या ကထင်မှတ်နေရပဲဘက်ထရီရဲ့နောက်ထပ်ပြစ်မှတ်ကအင်ဂျင်ရဲ့နှလုံးကိုလက်ခံထားတဲ့သူလို့ခမ ्या ကထင်နေရမလားကျွန်တော်ထင်နေတဲ့နောက်ထပ်ပြစ်မှတ်ကခမ ्या ဖြစ်နေမှန်းတယ်လို့ဘီရှယ်ကပြန်နေပြောဆိုလိုက်ပါတယ်အင်ဂျင်ရဲ့ယွန်လောင်းကိုစစ်ဆေးပြီးသွားပြီဖြစ်တာကြောင့်ဘက်ဒရာကအလောင်းကိုရဲဌာနစီကိုပြန်လည်ပြောင်းပေးရလိုက်ပါတယ်ကျမပြောတာတွေမှန်နေတယ်မလားသူတို့ကကျမတို့အမှုမှန်ကိုဖော်ထုတ်လာနိုင်မှာကိုစိုးရိမ်နေတာနောက်ထပ်လူသားမှုတစ်ခုထပ်ဖြစ်လာတော့မယ်ဆိုတာခံစားမိနေတယ်လို့ဘက်ဒရာကပြောဆိုတဲ့အခါတကယ်တော့အင်ဂျင်နှလုံးကိုလက်ခံထားတဲ့သူကိုဘက်ထရီကပြစ်မှတ်ထားတိုက်ခိုက်မှာမဟုတ်ပါဘူးအမှန်တရားပေါ်ထွက်လာဖို့အတွက်သူကချင်းချောက်ပြောဆိုခဲ့တာပြီးတော့ဘက်ထရီအမဲလိုက်တက်ပြတ်နေတဲ့သူတွေအကုန်လုံးကဒီကဘာပေါ်မှာအသက်ရှင်မှုမထိုက်တန်ကြဘူးတည်သိတဲ့သူတွေကြီးပဲလို့ဘေရှယ်ကပြန်လည်ပြောဆိုလိုက်ပါတယ်မန်နီကအကျဉ်းထောင်ထဲကိုရောက်ရှိလာခဲ့ပြီးကန်ဆိုးကျင်တော့ဘက်ထရီရဲ့မျက်နှာချင်းဆိုင်ချုပ်ခန်းထဲကိုရောက်သွားခဲ့ပါတယ်ဘက်ထရီကနေရာပေါ်မှာမန်နီရဲ့ရုပ်ပုံတွေကိုရေးဆွဲနေခဲ့ပါတယ်ညဘက်မှာတော့အာဒီရာမန်ကအိမ်ကိုပြန်လာနေရင်သူ့ရဲ့ကားထဲကနေခမ ्या စီကိုကျုပ်လာနေပြီခမ ्या နဲ့ကျွန်တော်ငနေချင်းဆိုင်တဲ့အခက်တက်မှာခမ ्या သတ်မိနေမယ့်နောက်ဆုံးချိန်ကကျွန်တော်ရဲ့မျက်နှာဖြစ်နေလိမ့်မယ်လို့ပြောဆိုနေတဲ့အတန်တွေကိုကြားရပြီးကာဒီကအာဒီရာမန်ကိုနေရာတစ်ခုစီကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ငါသားနှစ်ယောက်စလုံးကိုမင်းကတတ်ခဲ့တာလားဘာလို့လဲပတ်စံအတွက်လားငါအသက်ကိုချမ်းသာပြီးမယ်ဆိုရင်မင်းတောင်းတလောက်ငါပေးနိုင်ပါလေလို့အာဒီရာမန်ကပြောဆိုတဲ့အခါမကောင်းမှုတွေအတွက်ပြည်ထံကတည်တံ့ပြင်အခြားရွေးချယ်စရာမရှိဘူးခမ ्या ရဲ့တက်ကကျုပ်ရဲ့လက်ထဲမှာမဟုတ်ဘူးဖျားသခင်ရဲ့လက်ထဲမှာပဲရှိနေတာလို့ကာဒီကပြန်လည်ပြောဆိုနေရင်အာလီရာမန်ရဲ့ထိုင်ကိုဇုံတယောက်ကအနောက်ကနေစောင့်ကန်လိုက်ပါတယ်အာလီရာမန်ကအာတင်မီသူ့ရဲ့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှုငင်းဆေးပညာဌာနကဒေါက်တာဘတ်ဒရာကိုတင့်မြင်လိုက်ရတော့အံ့ဩဆွမ်းသွားခဲ့ရပါတယ်လွန်ခဲ့တဲ့တိတ်ကာလမှာတော့ဘတ်ဒရာကစေးကြောင်းသားတွေကိုရိုလောင်းနေတဲ့လက်တွေသေးချပို့ချပြသပေးနေပါတယ်တာမန်မဟုတ်တဲ့သေဆုံးမှုကြောင့်ငါတို့စီရောက်လာတဲ့ရိုလောင်းတွေရဲ့ခြေနေတွေကတူညီမှုရှိနေမှာမဟုတ်ဘူးဥပမာအနေနဲ့ဒီရဲ့ရိုလောင်းဆိုရင်ရေအောက်မှာ3ရက်လောက်နစ်မြုပ်နေတဲ့အလောင်းစလောင်းပဲပြီးတော့သူ့ရဲ့ရေပြားတွေကပုတ်ပွားပြီးဖောင်းကားနေတယ်ပဲအကယ်၍ရာဇဝတ်သားတွေသာခုလိုမျိုးပုတ်ပွားနေတဲ့လက်ပွေတွေကိုရသွားခဲ့မယ်ဆိုရင်မကောင်းတဲ့နေရာတွေမှာအသုံးချလို့ရသွားလိမ့်မယ်ဒီရဲ့လက်ပွေတွေကိုဖောင်ပလင်ဆေးရည်ထဲမှာစိတ်ထားမယ်ဆိုရင်ပုံမပြတ်ပဲကြာရှည်ထင်းထင်းထားလို့ရတယ်လို့ဘတ်တာကရှင်းပြပြဆိုကအမှုရဲဖိုင်အဟောင်းတွေကိုအဆိုင်မပြုလုပ်ဖို့အတွက်အမှုရဲဖိုင်တွေကိုဝေပေးနေရင်အင်ဂျင်ရဲ့အမှုရဲဖိုင်ကိုတတိပြုမိသွားခဲ့ပြီးထုတ်ယူထားလိုက်ပါတယ်ဘတ်ဒရာကသူမရဲ့စလင်းဘက်အထဲကနေလောက်ခက်ဆွဲရည်တစ်ခုကိုထုတ်ကြည့်လိုက်ပြီးသူမရဲ့အတွေးတွေကအင်ဂျင်နဲ့တွေ့ဆုံခဲ့တဲ့တိတ်ကာလစီကိုရောက်ရှိသွားခဲ့ပါတယ်အင်ဂျင်ကဘတ်စကားဂိတ်မှာကားနဲ့တိုင်းပြီးတော့မလို့ဖြစ်သွားတော့ဘတ်ဒရာကလှမ်းဆွဲလိုက်ပါတယ်ဘတ်ဒရာကဖုံးပြောရင်သတိထားဖို့ပြောဆိုလိုက်ပြီးအင်ဂျင်ကကျေးဇူးတင်စကားဆိုလိုက်ပါတယ်နောက်တော့တက်ဆန်ဆိုင်အင်ဂျင်ရဲ့ခုံနေရာကဘတ်ဒရာရဲ့ခုံမေးမှာဖြစ်နေပါတယ်အင်ဂျင်ကစကားရည်တည်းဆက်ပြောနေရကြောင်းဘတ်ဒရာလည်းပလက်ဆာစာအုပ်ကိုလက်ကနေခဏချထားလိုက်တယောက်နဲ့တယောက်မစ်ဆက်လိုက်ကြပြီးရင်းနှီးသွားခဲ့ကြပါတယ်ကားရဲ့နားနေတဲ့နေရာကိုရောက်တော့ကလေးရဲ့လှူရှားမှုတွေနားထောင်လို့ရအောင်ဆာဝင်3 ချက်နဲ့ဘတ်ဒရာကအင်ဂျင်ကိုနားထောင်ကြည့်ခိုင်းလိုက်ပါတယ်နောက်တော့အင်ဂျင်ကသူ့အမျိုးသားဘက်ထရီပေးထားတဲ့မွေးနေ့လက်ဆောင်လောက်ကက်ဆွဲသီးလေးကိုထုတ်ကြလိုက်ပါတယ်အင်ဂျင်ဆင်းရမယ့်မှတ်တိုင်ကိုရောက်တော့ဘတ်ဒရာကပစ္စည်းတွေကူးတယ်ပေးလိုက်ပြီးနှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်ခုံဝင်းမှာကျနေတဲ့လောက်ကက်ဆွဲသီးလေးကိုဘတ်ဒရာကသတိထားမိသွားပြီးသိသိထားလိုက်ပါတယ်လောက်ကက်ဆွဲသီးလေးကိုဝမ်းထဲကြေကွဲပွေရစိုက်ကြည့်နေတဲ့ဘတ်ဒရာစီကိုကာဒီကရောက်ချလာကအကျိုးဆောင်ရှင်းပြပြဆိုလိုက်ပါတယ်ဒါကအင်ဂျင်ရဲ့သမီးလေးပဲကလေးအသက်ရှင်နေသေးတာကိုစေယုံကလာတည်သွားခဲ့မယ်ဆိုရင်မလွယ်ဘူးဘတ်ဒရာတို့ကအင်ဂျင်ရဲ့သမီးလေးကိုဖာသာစီမှာတောင်းရပို့ဆောင်ထားလိုက်ပါတယ်ဖာသာကမသေးသေးမဲတည်ဆုံးသွားခဲ့တဲ့အင်ဂျင်အတွက်တရားမျှတမှုရရှိအောင်ပြန်လည်လှုပ်ဆောင်ပေးခြင်းနေပါတယ်အမှုကဖာသာထင်သလောက်လွယ်ကူမနေဘူးပြီးတော့ကျမတို့စီမှာတက်တဲ့ထောက်ထားတွေလည်းရှိမနေဘူးဒါပေမဲ့ပရိယာကတော့ကျမတို့တက်တဲ့ထောက်ထားတွေရှာဖွေပေးလို့ရနိုင်တယ်ဂျေစီစေယုံကမှတ်တမ်းတွေထဲကနေအင်ဂျင်ရဲ့စေကူတာမှုမှတ်တမ်းတွေကိုသာရရှိခဲ့မယ်ဆိုရင်သူတို့ကိုတရားပြန်ဆွဲလို့ရပြီလို့ဘတ်ဒရာကရှင်းပြပြဆိုတဲ့အခါစုံစမ်းမှုတွေကအရန်ကြီးမားလွန်းတာကြောင့်အစာပိုင်းမှာပရိယာကညှင်းဆန်နေပေမဲ့နောက်ဆုံးမှာတရားနှက်တမှုရှာဖွေဖို့တဲ့သဘောတူလက်ခံလိုက်ပါတယ်။ညဘက်ရောက်တော့ပရိယာကဆေးရုံထဲကနေဆင့်ဒေါက်တာစနေရော်မန်ရဲ့ဂျုံကန်ထဲကိုခိုးဝင်လာခဲ့ပါတယ်
သူမရဲ့ memory stick နဲ့ဆေးရုံကစေကူသားမှုမှတ်တမ်းဖိုင်တွေကိုကူးယူနေရင်ဒေါက်တာစလင်းရာမန်ကသူ့ရုံးခန်းထဲကိုပြန်လည်ဝင်ရောက်လာတဲ့ကြောင့်ပရီယာလည်းပိုးအောင်နေလိုက်ပါတယ်။စလင်းရာမန်ကသူ့လက်တော့မှာတက်ဆင်ထားတဲ့ memory stick ကိုသတိပြုမိသွားခဲ့ပါတယ်။နောက်တော့ပိုးအောင်နေတဲ့ပရီယာကိုရှာတွေ့သွားခဲ့ပါတယ်။နောက်တော့ပရီယာရဲ့မျက်နှာကအက်ဆစ်တွေကြောင့်ရစရာမရှိအောင်ထိခိုက်သွားခဲ့ရပြီးအရေးပေါ်ခန်းထဲမှာစေကူသားမှုခံယူနေရပါတယ်။ဘက်ထရာကရေးပေါ်ခန်းထဲကိုရောက်လာတဲ့အခါတကွဲခန်းထဲမှာဘရော်ဆာဖြစ်ပြီးအက်ဆစ်တွေကိုပါဖိတ်ချခဲ့တာဖြစ်ကြောင်းဆရာဝန်ကရှင်းပြပြဆိုလိုက်ပါတယ်။အသက်ရှင်ဖို့ရာခိုင်နှုန်းကရမ်းနေပြီးပရီယာရဲ့ဘရော်ဆာမှုကလွတ်ကျခံရတဲ့ဆိုတာကိုဘက်ထရာကနားလည်သဘောပေါက်သွားခဲ့ပါတယ်။စာရွက်လူတစ်ခုပေါ်မှာဘက်ထရာကအေကနေဇက်တီအခေယာတွေကိုရေးချလိုက်ပြီးထောက်ပြလိုက်တော့ပရီယာကမျက်တောက်ခက်ပြလိုက်ပါတယ်။အခေယာစလုံးတွေကိုလိုက်ဝိုင်းလိုက်တဲ့အခါမှာစလင်းရာမန်အာလီရာမန်နဲ့အေဘယ်တို့ရဲ့နာမည်တွေကိုဖော်ထုတ်သွားခဲ့ပြီးပရီယာကအသက်ထက်သွားခဲ့ပါတယ်။ကာလီတို့တားပါလေပရီယာအတွက်ဝမ်းနဲ့ပူဆွေးနေခဲ့ကြပြီးပရီယာရဲ့တည်ဆုံမှုကဘက်ထရာအတွက်အပြစ်မကင်းသလိုခံစားသွားခဲ့ရပါတယ်။ရေခဲတဲ့ထဲမှာဘက်ထရာကတရားတဲ့ငိုကြွနေရင်သူကွဲစိတ်ခဲ့မှုတဲ့ရိုလောင်းတွေကသူမကိုဝမ်းဝမ်းချလက်နေခဲ့ကြပါတယ်။နောက်တော့ဘက်ထရာကအသေးစိတ်ပြန်ဝင်လာခဲ့ပြီးတရားမျှတမှုကိုသူကရန်ရှာဝေဖော်ထုတ်ဖို့တဲ့ဆုံးဖြတ်ချက်လူမိုက်တွေကိုအပြစ်ပေးဖို့ကျမတို့ကဖျားသခင်ရဲ့တမန်တော်တွေပဲအင်ဂျင်နဲ့ပရီယာတို့အတွက်ကျမတို့ကိုယ်တိုင်ကျူးလွန်ခဲ့ကြတဲ့ရာဇဝတ်သားတွေကိုအပြစ်ပေးရမယ်။ဒါပေမဲ့ဒီကိစ္စတွေရဲ့နောက်ကမှာကျမတို့ရှိနေတဲ့ဆိုတာကိုဘက်ထရီမသိအောင်လှုပ်ဘက်ထားပေးပါလို့ဘက်ထရာကတောင်းဆိုလိုက်ပါတယ်။ဘက်ထရီစီကိုဖာသာကသတင်းစကားပါပေးနေပါတယ်။ပရီယာမသိဆုံးရင်ကအက်ဆစ်တင်နဲ့ဝမ်းဝမ်းဖြစ်ပေါက်ခဲ့ပြီးလှုပ်ပိတ်ပစ်လိုက်ကြပါတယ်။ကိစ္စတကူရဲ့နောက်ကမှာဘက်ထရာကရှိနေခဲ့ပြီးလူသတ်မှုကိုကာဒီကကျူးလွန်ခဲ့တာပါ။ဘက်ထရာကအမှုတွေကိုလမ်းကြောင်းလဲဖို့တဲ့အလောင်းရဲ့လက်ဝဲရတွေကိုအသုံးချပြီးစုံစမ်းစစ်ဆေးမှုတွေလမ်းကြောင်းလွှဲအောင်လှုပ်ဆောင်ခဲ့တာပါ။အခုလက်ရှိအချိန်မှာတော့အေဂျင့်ရိုလောက်ကိုထုံနှန်းစင်လာတိုင်းကောင်းမွန်စွာပြန်လည်ညှို့နှံပေးလိုက်ကြပါတယ်။ဘက်ထရီလည်းစနီးဖြစ်သူရဲ့ရိုလောက်ကိုကြည့်ရှုပြီးဝမ်းနဲ့ကြေကွဲသွားနဲ့ငိုကြွေးနေခဲ့ပါတယ်။ဒီရဲ့ကလေးစားတွေကိုအတိတ်မှာခြံထားခဲ့ပြီးထောင်ထဲကနေပြန်ထွက်လာခဲ့ပါလို့ဘက်ထရာကပြောဆိုတဲ့အခါဖျားသခင်ကကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးကိုလူယူသွားခဲ့ပြီးကျွန်တော်မှဘာတစ်ခုမှမရှိတော့ဘူးလို့ဘက်ထရီကပြန်လည်ပြောဆိုလိုက်တော့အေဂျင့်ရဲ့ locket စသည်လေးကိုဘက်ထရီရဲ့လက်ထက်ကိုပြန်ထည့်ပေးလိုက်ပါတယ်။ locket စသည်လေးရဲ့တစ်ဖက်မှာတော့သမီးဖြစ်သူရဲ့ဓာတ်ပုံလေးကရှိနေပြီးအသက်ရှင်နေသေးကြောင်းသိရှိသွားကဘက်ထရီကအေဂျင့်ဘေဘီလေးကိုဝမ်းသာအားရနဲ့ဖွင့်ဖက်လိုက်ပါတယ်။စေချောင်းသားတွေကလာကိုခွင့်ချမ်းစိတ်ပြလေးလာဖို့တွန်းဆုံနေခဲ့တာကြောင့်ဘက်ထရာကအပေးစကားဆိုလိုက်ပါတယ်။အချို့သူတွေကအသက်ရှင်နေတုန်းမှာတုံးစားလို့မရပါပဲ။တည်သွားပြီးမှအသုံးဝင်တာမျိုးတွေရှိနေတတ်တယ်။အဲဒါကြောင့်လူသေးတွေကိုမလေးမစားမလုပ်ပါနဲ့။လေးလာစရာရှိတာတွေကိုရဲတင်းတင်းလေးလာကြပါလို့ဘက်ထရာကပြောဆိုလိုက်ပါတယ်။စလင်းရာမန်ရဲ့ဖခင်အာလီရာမန်ပြောဆုံးနေတာ2ရက်လောက်ရှိနေဖြစ်တာကြောင့်တဲလုံစားရရှိထားတဲ့ချက်လက်တွေပေါ်မှာအခြေခံကရေးရရှိတွေကလူသမားကိုအပူတပင်းနဲ့လက်လံရှာဖွေနေကြပါတယ်။အာလီရာမန်ရဲ့တည်ဆုံမှုအဖြစ်မှကိုဘက်ထရာကလွဲပြီးဘယ်သူမှသိနိုင်တော့မှာမဟုတ်ကြောင်းပြောကြားရင်းနဲ့ဇလန်လေးကဒီနေရာမှာတင်ပြေဆုံးသွားခဲ့ပါပြီ။မိုကင်းဒရာမာရုပ်ရှင်စကားကောင်းလေးတကားကိုခန်းစားတင်ဆက်ပြီးသွားဖြစ်တာကြောင့်အစီအစဉ်လေးကိုဒီမှာရင်ဆုံးသက်လိုက်ပါရစေ။အစောဒီအကျူအားပေးခဲ့ကြတဲ့ဒီယိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်